ဇလန်းကောင်းတွေကိုတင်ဆက်ပေးနေတဲ့ရေးရော်ဒီဘို channel ကိုနားဆင်နေကြတဲ့ချီရတဲ့ပရိသတ်တွေအတွက်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးသူဧပြီမေရေးသားထားတဲ့အမုန်းမြတ်ဝမှာလွမ်းရေးဝေဆိုတဲ့ဇလန်းလေးကိုအစားအဆုံးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဇလန်းလေးနားမဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like ရ subscribe လေးနဲ့အတူအသစ်တွေတင်တဲ့အမြဲတမ်းစီဖို့အတွက်ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းတောင်းဆိုလိုက်ပါစီရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်စာရေးသူဧပြီမေရေးသားထားတဲ့အမုန်းမြတ်ဝမှာလွမ်းရေးဝေဆိုတဲ့ဇလန်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။ရနက်ရှင်းဦးရနက်ကိုဘာပြောမလို့လဲ။ကိုယ့်ရဲ့ဧည့်သည်တယောက်ညစာဖိတ်ကျွေးထားလို့တွားရမှာ။ဟုတ်ကဲ့ပါဦး။ဒါပေမဲ့ကောင်းကင်ပေါ်မှာမိုးတွေအုံမိုင်းနေတယ်။မိုးချင်းရင်ရနက်ကြောက်လို့ပါ။ဦးအနေနဲ့မသွားလို့မရဘူးလားယင်။မိုးချင်းရင်ကြောက်တတ်တဲ့အတွက်ရနက်ဦးကိုမသွားစေချင်ပါဘူး။အဲ့ဒါကြောင့်အရေးဆိုမီမသွားရန်တောင်းဆိုခဲ့မိပါတယ်။နှိုင်းဆက်သူ့ရဲ့ဇနီးကိုကြည့်လိုက်ခါရနက်ကလည်းကွာဦးကမသွားလို့မရဘူးလေဦးအတွက်အရေးကြီးဧည့်သည်မိုးကရွာချင်မှရွာမှာပါမိုးချင်းတာကြောင့်ရင်ဒေါ်အေးစုကိုအဖော်ခေါ်ထားလေရနက်မျက်နှာမကောင်းဖြစ်သွားပြီမေဟုတ်ကဲ့ပါဦးဒါဆိုရင်လေဦးညစာစားပြီးမြင်မြင်ပြန်လာခဲ့နော်စိတ်ချပြန်လာမှာပါဦးထွက်သွားပြီးမကြမီအမောင်တူရကြီးစိုးလာတာနဲ့အမျှကောင်းကင်မြေကပို့ပြီးတော့အုံမိုင်းလာပါတယ်နှိုင်းဆက်အိမ်ကကားနဲ့ထွက်လာရင်ညစာဖိတ်ကျွေးသူအကြောင်းစဉ်းစားနေမိတယ်ညစာဖိတ်ကျွေးတဲ့သူကတော့တခြားမဟုတ်ပါဘူးသူ့ရဲ့အချစ်ဦးဆက်ဆိုတဲ့မင်းကလေးဆက်နဲ့နှိုင်းဆက်က9နှစ်ချစ်ကြိုက်ခဲ့ပြီးတော့ဆက်နိုင်ငံကျောင်းထွက်သွားတဲ့နှစ်မှာပဲနှိုင်းဆက်အတွက်ကန်ဆိုးမိုးမောင်ကြားခဲ့ပါတယ်အဲ့ဒါကနှိုင်းဆက်ကိုအိမ်ကရနက်ခန်းဆိုတဲ့မင်းကလေးနဲ့လက်ထပ်ပေးဖို့ဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်ကနှိုင်းဆက်ချစ်ရသူကိုဖုန်းတန်နဲ့ဆက်သွယ်ခဲ့ပြီးမြဲအဆက်အသွယ်မရခဲ့ပါဘူးအဲ့ဒါကြောင့်မိဘသဘောတူတဲ့ရနက်ခန်းဆိုတဲ့သူ့ထက်ဆယ်နှစ်ငယ်တဲ့ကလေးမလေးကိုလက်ထပ်လိုက်ရတယ်အခုတော့သူ့လက်ထပ်ပြီးတစ်နှစ်အကြာမှာရုတ်တရက်ဝင်လာတဲ့နံပါတ်စိမ်းလေးနဲ့ဖုန်းလေးရတုံခါလာကသူကင်လိုက်တော့ဟယ်လိုသူရုတ်တရက်ကြားလိုက်ရတဲ့အတန်ကြောင့်သူလန့်သွားမိသလိုလွမ်းဆွေးသွားမိကဟင်ဆက်မဟုတ်လားဟုတ်ပါတယ်မောင်ဆက်အစ်စ်ပါဆက်လေမောင်ကိုအရန်လွမ်းတာပဲမောင်ကရောဆက်ကိုလွမ်းလာရင်အချိန်လုံးမှဆက်သွယ်လာတဲ့ချီရသူရဲ့စကားကြောင့်သူအတန်ကိုထိန်းလိုက်ခါဆက်မင်းဘာလို့အခုမှဆက်သွယ်ရတာလဲအရင်ဖုန်းနံပါတ်ကဘလို့ဖြစ်တာလဲချီရသူနှိုင်းဆဲရဲ့စကားကြောင့်ဆက်အလိုမကျစွာနဲ့နှက်ခမ်းဆူလိုက်ခါမောင်ကလည်းကွာဆက်မင်းနေတာကိုမဖြစ်ဘူးဆက်ကမဆက်သွယ်ခြင်းလို့မဟုတ်ပါဘူးဆက်ဖုံးပြောက်သွားတာဆက်လေအခုမြန်မာနိုင်ငံကိုပြန်ရောက်ပါပြီဘလို့ဆက်မြန်မာနိုင်ငံကိုပြန်ရောက်နေပြီဟုတ်လားဟုတ်တယ်မောင်ဘာလဲမောင်တန်ဆက်ပေါ်ဒစိမ့်ဆက်နေတယ်လို့ပဲဆက်သွယ်မလုံးလို့စိတ်ဆိုးနေရလားမောင်တော့ဆက်ကိုမြန်မာပြည်ပြန်ရောက်ချင်းစိတ်ဆိုးအောင်မလုပ်ပါနဲ့မောင်ဆက်ကိုလွမ်းလာလို့ဘလို့များမေးလိုက်ပါလေဆက်ဆိုတာသူ့ရဲ့အချစ်ဦးအရန်ချစ်ရတဲ့သူဒါပေမဲ့သူကအခုအချိန်မှာအိမ်အောင်တဲ့တယောက်ဖြစ်နေပြီသူအိမ်အောင်ကြတာကိုစက်တိသေးမှာမဟုတ်ပါဘူးသူဘလို့ပြန်ဖြေရမလဲမောင်ဟင်ဆက်ဘာလဲမောင်ဘာတွေဖြစ်နေရလဲဆက်မြန်မာပြည်ပြန်လာတာမပြောဘူးလားမောင်တော့ဆက်ကိုတစ်နှစ်အတွင်းမေ့သွားတယ်မပြောနဲ့နော်မဟုတ်ပါဘူးဆက်ရေမောင်တော့80ဆက်ဖြစ်နေတာပေါ့လေအပြင်မှာဆိုစိတ်ဆိုးပလိုက်မယ်ဆက်ကိုလွမ်းလာလို့လွမ်းနာပေါ်ဆက်ရေအရန်လွမ်းနေသူ့အဖြေစကားကြောင့်ပြုံးရည်နေတဲ့ဆက်တယောက်မောင်ကလည်းဆက်ကိုလွမ်းတာအသက်မပါလိုက်တာအခုဆက်ဂိုရန်စတာဟိုတယ်မှာတဲနေတယ်ဆက်တို့ရင်ကစားနေကြဆိုင်မှာညစာတူစားကြမယ်နော်ဆမ်မကိုအရန်ချစ်တယ်လို့အရန်လဲလွမ်းနေနှိုင်းဆက်ဖုံးပြောပြရနဲ့တစ်ချိန်ရချစ်ရသူအချစ်ဦးလေးကိုပြန်တွေ့ပြီးသူ့ရဲ့အကြောင်းကိုပြောပြဖို့ဇနီးဖြစ်သူကိုပြောကထွက်လာခဲ့တာအခုဆိုဆိုင်ဝင်လမ်းမေရောက်နေခဲ့ပါပြီတန်ရှိတဲ့ရက်ကလှပတဲ့ဆိုင်လေးထဲမှာတော့အင်းကြီးအနီလေးဟိုက်ပေါင်လေသားကိုဝစ်စင်ကခေးဆန်စွာလှပချော်မော်တဲ့မင်းမလာလေးတူနာယိုတစ်ချက်ကြည့်လိုက်ပြီးတော့ဆိုင်ထဲကိုဝင်လာတဲ့ချုံမောခန့်ညာတဲ့ယောက်ျားလေးကိုငေးကြည့်ရင်မောင်လာပြီလားဆက်မောင်ပိုခန့်လာတယ်နော်မောင်ရဲ့လက်ထက်လိုက်ပြီဆိုတဲ့စကားကြောင့်ပြုံးရွှင်နေတဲ့မျက်နှာလေးကညှို့ကြကဘာဘလို့မောင်လက်ထက်လိုက်ပြီဟုတ်လားဟုတ်တယ်ဆက်အဲ့ဒီညစာတွေးဆုံမှုရဲ့နောက်မှာကောင်းကင်ဘော်ကလည်းအညိုတကြီးနဲ့မိုးချင်းတန်ကထွက်ပေါ်လာပါတယ်အဲ့ဒီညစာတွေးဆုံမှုရဲ့နောက်မှာကောင်းကင်ဘော်ကလည်းအညိုတကြီးနဲ့မိုးချင်းတန်ကထွက်ပေါ်လာပါတယ်မိုးချင်းတန်ကကောင်းကင်တစ်ခွင်အညိုကြီးစွာနဲ့မိုးထချုံရွာနေသလိုညအမောင်တူကြီးစိုးနေတဲ့အခန်းငယ်လေးထဲမှာရနက်တယောက်လက်နှစ်ဖက်နဲ့နားကိုပိတ်ခါမျက်စိစုံမိတ်ပြီးတယောက်တော့သူပြန်လာကိုစောင့်နေခဲ့ရင်အချိန်တွေကိုဆုံးခဲ့ပေမဲ့တဲတဲမမေရွာသွန်းလာတဲ့မိုးဆက်တွေကြားကြောက်စိမ့်နဲ့အတူမျက်ရည်တွေကပါးပြင်လေးပေါ်ရွှဲဆိုလျက်စိတ်ထဲကတော့
ကတိမတီတဲ့လူကြီးမုန်းနေရနန်းကိုကြွေးကအဲ့ဒီအတန်းလေးထိုင်ရသားအိပ်ပျော်သွားပါတော့တယ်နောက်တနေ့မနက်မှာတော့ရနန်းသိလိုက်ရတာကဦးကအိမ်ကိုညပြန်မလာခဲ့ပါဘူးတိတ်မကြမီခြံထဲဝင်လာတဲ့ဦးရဲ့ကားကြောင့်အပြစ်ထွက်ကြည့်လိုက်မိရာဦးနဲ့တူပါလာတဲ့မိန်းမချော်လေးရနန်းထက်အသက်ကြီးပုံရပါတယ်ဦးကမနေ့ကကိစ္စကိုဘာမှမပြောဘဲအိမ်ခေါ်လာတဲ့သူကသူ့မိတ်ဆွေလို့ပြောကအိမ်မှာခဏနေမယ်လို့ပြောတော့ရနန်းကလက်မခံလဲဘာလို့ရမှာလဲဦးအတွက်အရေးကြီးတဲ့မိတ်ဆွေဖြစ်မှာပေါ့ဒါပေမဲ့ရနန်းကိုကြည့်တဲ့အဲ့ဒီမိမရဲ့အကြည့်ကတမျိုးဖြစ်နေပါတယ်ဆက်မောင်နဲ့လက်ထပ်လိုက်တဲ့သူတို့သမီးကိုတီးကျင်တယ်လို့ချီရတဲ့မောင်ကိုဆုံးရှုံးမခံနိုင်လို့တဲကိုကမှမနေချင်ဘူးဆိုကနှိုင်းဆက်ရဲ့အိမ်မှာခဏနေချင်တယ်လို့ပြောတော့နှိုင်းဆက်မငင်းဝန်းပါဘူးဆက်ထက်10နှစ်ငယ်တဲ့ကလေးမသူ့ချစ်သူရဲ့ဇနီးရဲ့လားဒီရွယ်ကလေးမကိုသူမနိုင်စရာအကြောင်းမရှိပါဘူးတနေ့မောင်ပြင်သွားတော့ဆက်တယောက်ဟဲ့ကလေးမမင်းကိုအရေးတကြီးပြောစရာရှိတယ်ဇနန်းကလည်းမျက်မှောင်လေးတုံကဆက်ဆိုတဲ့အဲ့ဒီအမကဦးရဲ့ရှိမှဆိုရင်ညီမလေးခေါ်ပြီးအခုတော့သူ့ကိုကလေးမာတဲ့ဇနန်းအလိုမကြဟန်နဲ့ကလေးမာဆိုတဲ့စကားကိုအာရုံမဆိုင်ပဲဇနန်းကိုဘာပြောချင်လို့လဲပြောလေโอเคပါစိတ်အဲ့လောက်မဆက်ပါနဲ့ပြောမှာပါစကားပလင်ခံနေသေးတယ်ပြောစရာရှိတာပြောတာမဟုတ်ဘူးဒါကဇနန်းရဲ့စိတ်ထဲရပါဒါပေမဲ့လက်ကလေးကိုတော့ပိုက်ထားတယ်ရိုသေးလုံးလို့တော့မဟုတ်ပါဘူးဒီမှာကလေးမမင်းကိုမောင်လက်ထပ်ထားတာချစ်လို့ထင်တာလားအဲ့ဒီစကားကြောင့်ဇနန်းလက်ပိုက်ထားရကနေဆက်ဆိုတဲ့အမကိုအရှိအနောက်ပတ်ကြီးကအမဆက်စုရတာကြိုက်တယ်ထင်နေဒါနဲ့ဘာလို့ရနန်းရဲ့အိမ်တော်ကြီးကိုစိတ်ဝင်စားနေရလဲဆက်စုတာတော့မဟုတ်ပါဘူးဒီကိစ္စလောက်ကိုမေးတာမဖြေချင်မဟုတ်ထားရင်အိမ်တော်ကြီးအဆင်ပြေရဲ့လားဒါဆိုရင်အမရနန်းတို့အိမ်တော်ကြီးအဆင်မပြေရင်ရနန်းစီကနေဥကိုပြန်လို့ခြင်းနေရလားဒီမှာကလေးမဆက်ဆိုတဲ့မိမသူများထက်တပန်းတာမှာခြေနေတဲ့သူတယောက်မကိုပြန်လို့ခြင်းလားလို့မင်းအစပြောခဲ့တာနော်ပြီးမှပြန်လို့ခြင်းနေဆိုပြီးငါအဆိုးမဆိုပါနဲ့ရှင်အခုမှဇနီးရှိတဲ့ယောက်ျားတစ်ယောက်ကိုပြန်လို့ခြင်းရအောင်တော်တော်အောက်တန်းကြပါလားဘာငါအောက်တန်းကြတယ်ဟုတ်လားငါမြန်မာပြည်မှာမရှိတော့ငါချစ်သူနဲ့လက်ထပ်တာဘာတူလဲမထင်ထားဘူးဒီလိုပြန်ပြောတော့လေရနက်လည်းပြန်ပြောရတာပေါ့လေအမကသာဦးဆက်သွယ်တုန်းကသာဆက်သွယ်ရရင်ရနက်နဲ့ဦးဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးဒါမှမဟုတ်ဘာလို့နိုင်ငံခြားသွားသေးလဲဒီမှာကလေးမငါလည်းဒီလိုအခြေအနေမျိုးကိုကြုံရမယ်ဆိုတာမသိခဲ့လို့ပေါ့သိခဲ့ရင်မင်းလိုကလေးတလက်ထဲငါချစ်သူကိုဘယ်လိုအရောက်ခံမလဲဘာလဲအမပြောပုံကရနန်းကဦးကိုမြူဆွေပြီးယူထားတယ်ထင်နေရလားရနန်းတို့ကမိဘသဘောတူလက်ထပ်ပြီးသားပါအပြင်လူဝင်ဆွတ်ဖက်စရာမလိုပါဘူးငါကအပြင်လူပေါ့လေမင်းတို့မောင်တနည်းနဲ့ပဲလက်ထပ်ထားပါစေငါတို့ချစ်ခဲ့တာ9နှစ်မောင်နဲ့ငါရဲ့အချစ်တွေကိုမင်းရဲ့တနစ်တာလက်ထပ်မှုကမောင်ရဲ့အချစ်ကိုမရနိုင်ပါဘူးရှင်ရနန်းရဲ့စိတ်ကိုဆွပေးလိုက်တာကြောင့်ဒေါသထွက်လာကရနန်းဆက်ကိုတွန်းပလိုက်ပါတယ်ဒါကဘာဖြစ်နေရလဲဆက်အစင်ပြေးလားမောင်ဆက်အစင်မပြေဘူးခြေထောက်နာသွားပြီမောင်ဆက်ကိုထူပေးပါအောင်နှိုင်းဆက်လဲဆက်ကိုထူပေးလိုက်ပြီးရက်စီပါတယ်ပြီးရဲ့နောက်ရနန်းခတ်ကိုကြီးကရနန်းခတ်မင်းထက်အကြီးတယောက်ကိုဘာလို့ဒီလိုလုပ်လိုက်တာလဲမင်းတော်တော်ရိုင်းမလားဟုတ်တယ်မောင်မိန်းမဆက်ကိုစကားရိုင်းနေပြောဆိုပြီးတော့တွန်းပလိုက်တာဆက်လေအရန်နာတယ်မောင်ရနန်းခတ်မင်းတော်တော်တရားလွန်နေဆက်လာအခန်းထဲလိုက်ဖို့မင်းဟုတ်မောင်ဦးမခေါ်နဲ့အခန်းထဲမှာသွားဆောင်နေငါမင်းကိုပြောစရာတွေရှိတယ်ဆက်ကိုအခန်းထဲလိုက်ဖို့ကနှိုင်းဆက်ရနန်းစီကိုပြန်လာပြီးရနန်းခတ်မင်းအိမ်ရှိဖြစ်ပြီးရိုင်းဆိုင်တာငါရှက်တယ်ဘလို့ဦးကရှက်တယ်ပေါ့ရှက်တဲ့နာအဲ့ဒီမိမပါဦးကိုမလိုချင်လို့စွန့်ပစ်ထားခဲ့ပြီးရနန်းလက်ထဲဦးရောက်လာမှဦးကိုအပိုင်ပြန်လိုချင်နေတာရနန်းတွန်းလိုက်တာမှားလားဘာမင်းမဟုတ်တာတွေမပြောနဲ့ဆက်ကဒီလိုလူစားမျိုးမဟုတ်တာငါသိတယ်မင်းရတာရိုင်းနေတာရနန်းအော်မိပါတယ်မိမဖြစ်သူကိုတော့မယုံမွေဟောက်လို့မိမရဲ့စကားကိုတော့ယုံနေတယ်ရနန်းလည်းလက်ကိုပိုက်ကရနန်းရိုင်းနေဟုတ်တာပေါ့ရနန်းခေဆိုတဲ့မိမရဲ့စကားကိုဥဖေယုံပါမလဲတနေ့ဆိုတဲ့အချိန်အတွင်းရနန်းဆိုတာဥယျာဉ်ထဲမှာမြူမုံတမုံစာလောက်တောင်နေရမရှိရတာ9နှစ်အတွင်းချစ်ကြိုက်ခဲ့တဲ့ချစ်သူစုံတွေကိုဘယ်ရှင်ရမလဲမင်းဆက်နဲ့ရှင်ဖို့လည်းမစင်စားနဲ့ဆက်ကမင်းလိုရိုင်းဆိုင်တဲ့မင်းကလေးမဟုတ်ဘူးအော်ဟုတ်ပါပြီလေရနန်းမပြောချင်တော့ပါဘူးကြီးစားဟောင်းရဲ့စကားကိုနားနေတာဇနီးဖြစ်တဲ့ရနန်းအပေါ်မယုံကြည်တဲ့ယောက်ျားတစ်ယောက်ကိုအောက်ကျခံရှင်းပြဖို့လည်းမလိုအပ်တော့ပါဘူးဘာရနန်းမင်းအခုတော့မင်းစကားတွေတက်နေပြီပေါ့ဟုတ်လားဒါတွေကဥတင်ပေးထားတာလေရနန်းလောက်ခဲ့တာမဟုတ်ပါဘူးရနန်းကိုလက်မထက်ချင်ပဲလက်ထက်ခဲ့ရတယ်မလားအဲ့ဒီအတွက်ဥရိုးချစ်ခီဖြောင်ပြဖို့အတွက်ရနန်းကွာရှင်းပေးပါမယ်ပြောပြီးကွာရှင်းစာချုပ်ကိုဗီဒီယိုတွေကယူကချက်ချင်းလက်မှတ်ထိုးလိုက်ပြီး
ဦးရဲ့လက်ထဲထည့်ပေးလိုက်တော့ဒါကဘာလို့တာလဲမင်းရနက်ကွာရှင်းပေးလိုက်တာလေဘာလေဦးကရနက်လက်မှတ်ထိုးတာကိုမယုံလို့လားဦးရောနှစ်ယောက်ကြားရနက်ကြောင့်မပေါင်းဖက်ခဲ့ရအောင်မလားဒီစာချုပ်မှလက်မှတ်ထိုးပြီးအတူနေလို့ရပြီနော်အဲ့ဒီအချိန်မှာပဲရနက်ရဲ့ပါတစ်ဖက်နာကျင်သွားရပါတယ်ဦးကရနက်ကွာရှင်းပေးတာဝမ်းသာလို့ပါရိုက်တာလားပါနောက်တစ်ဖက်ရှိပါသေးတယ်အားရကျင်နေစွာထက်ရိုက်လိုက်ပါအောင်ဘာရနက်ခန့်မင်းယူနေလားမင်းတို့ဘသူကကွာရှင်းမယ်ပြောလို့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးရတာလေငါ့ကိုတိတ်ခါချနေရလားဟမ်မင်းအော်ဦးကရနက်ကွာရှင်းပြီးတော့တိတ်ခါကြတယ်ဒါဆိုရင်ရနက်မေးပြရစီအောင်မောင်လို့တစ်ချိန်လို့ခေါ်နေတဲ့ရီးစားဟောင်းအိမ်မော်ခေါ်တင်တာတော့ဦးတိတ်ခါမကြဘူးပေါ့မင်းငါရှိရထွက်သွားတော့ထွက်သွားမှာပါဒီအိမ်ကနေရောဦးရဲ့ဘွားတွေကပါထွက်သွားမှာပါစိတ်မပူပါနဲ့အဲ့ဒီစကားကြောင့်နှိုင်းဆက်မျက်မှောင်ကျုပ်ကဘာမင်းပြန်လာခဲ့စမ်းအနောက်ကိုလှည့်ပြီးမကြည့်ဘဲနဲ့ပြက်သားစွာတလုံးချင်းရနက်ပြောလိုက်တဲ့စကားရနက်ပြန်လှည့်လာမယ်ထင်ရင်မှားသွားလိမ့်မယ်လုံးဝမလာဘူးမင်းလာမလားမလာဘူးလားမလာဘူးဘာရနက်ခတ်မင်းကငါဆွဲခေါ်ရမလားပြန်လာခဲ့စမ်းပြောရင်းနဲ့ထွက်ခွာနေတဲ့ရနက်ရဲ့ညီကိုဦးရောက်ခန့်နေရနက်ရဲ့လက်ကိုဆွဲမဲ့ချိန်မှာဆဲဆိုတဲ့မိမအခန်းထဲကနေဒုံဘုံဆိုတဲ့အတန်တွေကြားလိုက်ရသလိုမောင်ရီဆက်ကိုကဲပါအောင်အဲ့ဒီအချိန်မှာရနက်ဆူတောင်းမိတာကဦးကရနက်ရဲ့လက်ကိုဆွဲပါစီလို့ပေါ့ဒါပေမဲ့ရနက်ရဲ့ဆန့်ကျင်ဘက်ဆက်ဆိုတဲ့မိမရဲ့အခန်းကိုခြိလန်းလှမ်းလိုက်တဲ့အချိန်မှာတော့ရနက်ရဲ့မျောလင်းချက်တွေဟာအချင်းကြီးဖြစ်သွားခဲ့ရပါတယ်ရနက်ရဲ့မျက်ဝန်းအိမ်မှာမျက်ရည်စက်တော့ပေါက်ကနေကြွေလျက်အိမ်လေးတွေကနေဘာမှမယူဘဲနောက်ဆုံးအနေနဲ့အဲ့ဒီအိမ်လေးကိုငေးမောရင်ထွက်လာခဲ့လိုက်ပါတယ်ရနက်လမ်းလျှောက်ရင်ကောင်းကင်တခွင်အုံမိုင်းမှုံမိုင်းလာကအမောင်ကြလျက်ကြားနေစေမျက်ရည်တွေနဲ့အမောင်တို့စုပေါင်းလိုက်တော့ရနက်ဘေးရာကိုမှရှင်းလင်းစွာမမြင်ရပါဘူးမကြမီကောင်းကင်ပြမှာဂျိန်းဆိုတဲ့အတန်နောက်အဖြူရောင်လက်စည်းကြောင်းတွေကရနက်ရဲ့ကြောက်စိတ်ကိုသတိမမှုမိတဲ့အထိအတိလွတ်နေခဲ့တယ်မဟုတ်ပါလားရနက်နားတဲ့ပြန်ကြားရောက်နေမိတာကဆက်ဆိုတဲ့မိမရဲ့စကားတန်ဘာလဲကလေးမမယုံဘူးလားမောင်ကဆက်ဆိုတဲ့ချစ်သူငါ့ကိုပဲအကျွေးမဲ့ယုံနေမဟုတ်ရင်စမ်းကြည့်လိုက်လေရနက်ကိုချစ်တယ်မပြောဘူးပေမဲ့နှွေးထွေးစွာဆက်ဆံခဲ့တဲ့ဦးကရနက်ကိုဖွင့်မပြောလေချစ်တယ်လို့ထင်ခဲ့တာကြောင့်ရနက်ဦးကိုယုံကြည်ခဲ့တယ်အဲ့ဒါကြောင့်လေရှင်ယိုးနေလားရနက်တို့အိမ်တော်ကြီးကိုဖျက်ဆီးကျင်နေတာမလားအရင်ကဦးကရှင်ကိုဘလောက်ချစ်ခဲ့အခုအချိန်မှာရနက်ကိုပဲဦးကချစ်တာအော်မင်းကိုချစ်တာဟုတ်လားတနေ့အတွင်းလက်ထပ်ခဲ့တဲ့မင်းကိုယုံမလားခုနှစ်နှစ်အတွင်းချစ်ခဲ့တဲ့ငါ့ကိုပဲဆက်ရွေးမလားဆိုတာမင်းစောင့်ကြည့်လိုက်ရှင်မဟုတ်တာမပြောနဲ့ဦးကရနက်ကိုပဲရွေးချင်မှာကလေးမမင်းအယုံကြည်တိတ်လို့မကင်းနဲ့မင်းကိုရွေးငါဒီအိမ်ပေါ်ကဆင်းသွားမယ်တကယ်လို့ငါ့ကိုရွေးချယ်ခဲ့ရင်မင်းဒီတစ်သက်မောက်ကိုခွာရှင်းပေးပြီးဒီအိမ်ပေါ်ကိုဘယ်တော့မှပြန်မနှင်းပါနဲ့ရှင်အကြံပတ်ဆက်လိုက်လားကဲဟာမင်းရနက်ဒေါသထွက်နဲ့ဆက်ဆိုတဲ့အမျိုးသမီးကိုတွန်းလှဲပြတဲ့အချိန်မှာဦးရောက်လာခဲ့တာပါရနက်ဘက်ကိုဦးမပါခဲ့ပါဘူးဒီလိုအခြေအနေဖြစ်လာခဲ့မယ်ဆိုတာရနက်မသိခဲ့ပါဘူးရနက်ပြန်စဉ်းစားရင်နောက်ဆုံးအနေနဲ့ဦးကိုယုံကြည်ခဲ့မိတာကရနက်ရဲ့လက်ကိုပြန်ဆွဲပါစီဆိုတဲ့ဆူတောင်းတစ်ခုပါဒါပေမဲ့ရနက်အတွက်တော့နာကျင်စရာတွေအပြည့်မိုးရေအချိန်မီလျက်စီးလက်နေပေမဲ့အခြေဆိုတဲ့ပူလာမှုကြောက်စိတ်ကပိုပြီးအားတန်ခဲ့လေတော့မိုးချင်းလျက်စီးလက်နေတာမမှုနိုင်တော့ပါဘူးရနက်မိုးရီးတွေကြားတဲ့မျက်လုံးစုံမိတ်ကတမ်းမဲစွာနဲ့ရက်နေရင်ရနက်အခုအချိန်မှာမိုးနဲ့အတူလျက်စီးတွေကြားတခါတည်းအသက်ပြောက်ချင်သွားမိပါတယ်အချိန်ကြာကြီးတဲတဲမဲမဲရွာသွန်းနေတဲ့မိုးရေစံများကြားမျက်ရည်မိုးရွာသွန်းလျက်ရနက်ရင်ထဲကအပူတွေကိုတခါတည်းပျောက်သွားအောင်မိုးရေရနက်ကိုပါတခါတည်းခေါ်သွားပါတော့လားရနက်ရဲ့တောင်းဆိုမှုကြောင့်ထင်ပါတယ်ရနက်ကြောက်လဲခဲ့တဲ့လျှက်စီးနဲ့အပြိုင်ဂျိန်းဆိုတဲ့အတန်ကြီးနားတဲ့ပေါက်ပွဲမတက်ကြားလဲရတဲ့အချိန်မှာရနက်ကမိုးရေကြားမှာပျောက်ခွေသွားပါတော့တယ်မင်းထက်ဝင်ရတယောက်စေးကန်းကနေအိမ်ပြန်လမ်းမှာမိုးရေချိန်ပြီးလျှက်စီးလက်ခါမိုးရေရွာသွန်းလွန်းတာကြောင့်အရှိရမြင်ကွင်းကတိတ်မရှင်းတော့ပါဘူးအဲ့ဒါကြောင့်ကားကိုဖြည်းဖြည်းမောင်းနေခဲ့တယ်သူလာနေတဲ့လမ်းမှာမိုးကျူးကတခြားနေရာတစ်ခုကိုပြတ်သွင်းလိုက်တဲ့ခဏကောင်းငင်မှာလျှက်စီးအဖြူရောင်နဲ့တူလမ်းမော်ပျောက်ခွေကျသွားတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်သူကားရက်ခါကားရဲကထီကိုယူပြီးအဲ့နေရာကိုသွားကြည့်လိုက်တော့မိုးရီထဲမှာအကြာကြီးနေလို့အေးစိတ်ကသတိလစ်နေတဲ့မိန်းကလေးတစ်ယောက်ကိုတွေးလိုက်ရတယ်သူ့အနေနဲ့အဲ့ဒီမိန်းကလေးကိုပွေ့ချဖို့ဆိုတာထီနဲ့အဆင်မပြေပါဘူးအဲ့ဒါကြောင့်ထီကိုချကအဲ့ဒီအမည်မသိမိန်းကလေးကိုပွေ့ချပြီးကားထဲထဲကကားနောက်ခန်းမှာအပိုယူခဲ့တဲ့အင်ကြီးလက်ရှိလေးကိုခြုံပေးကအင်ကိုခေါ်လာလိုက်ပါတယ်
ကားရဲလိုက်ခါကားထဲမှာအဲ့ဒီမိန်းကလေးကိုချီကအိမ်ထဲဝင်တော့သူ့လာကိုစောင့်နေတဲ့ဒေါ်လေးကသူချီထားတဲ့မိန်းကလေးကိုမြင်သွားကမင်းထက်မိုးမိလာတာလားပြီးတော့ဒီမိန်းကလေးကဘာတူလဲဒေါ်လေးမေးတာအောင်မဖြေမိသူ့တော်ကလည်းသူ့အမေကိုမဖြေလို့အနောက်ကလိုက်လာမှအသေးကြပါအဲ့ဒါကြောင့်ဒေါ်လေးတီးကျန်တာနောက်မှမေးပါအခုလောလောဆယ်အဲ့ဒီမိန်းကလေးသတိလစ်နေတယ်အော်အေးပါဒေါ်လေးအဝေးယူပြီးလိုက်လာခဲ့မယ်သူ့တော်လေးအဝေးယူရအမျက်ထွက်သွားပါတော့တယ်မင်းထက်ဦးတည်နေတာကဧည့်သည်လာရင်တဲဖို့အခန်းထဲကိုခြိသွားပါတယ်အတော်ပြန်ဝင်လာတာနဲ့အဝတ်စားလဲပေးစီပါတယ်သူလည်းအဲ့ဒီမိန်းကလေးကိုအတော်အဝတ်လဲပေးနေတော့သူ့ရဲ့အဝတ်ဆိုတွေကိုချုပ်ပစ်ခါအဝတ်လဲလိုက်ပါတယ်အတော်ဖြစ်သူအဝတ်အစားပေးဝေပြီးတာနဲ့သူအဲ့ဒီမိန်းကလေးကိုစမ်းသပ်ရန်စစ်သက်တာယူလာခဲ့လိုက်ပါတယ်သတိမေးနေတဲ့အဲ့ဒီမိန်းကလေးကိုစမ်းသပ်ပြီးဆေးထိုးပေးကဆေးပလေးချိန်လိုက်ပါတယ်သတိမေးကအိယာပေါ်လဲလောင်းနေတဲ့မိန်းကလေးကအခုထိသတိမေးနေသေးပါမျက်နှာလေးကဘလောက်တောင်ငိုထားလဲမသိမျက်လုံးလေးတွေမွေ့အခါနေရဲနေပါတယ်ပုံစံကသူ့ထက်အသက်ငယ်မဲ့ပုံမှာမိန်းကလေးကအသက်ငယ်ငယ်လေးနဲ့အိမ်တော်ရှင်မိန်းကလေးဖြစ်နေခဲ့တာကိုတော့သူစမ်းသက်ရင်အဲ့ဒီမိန်းကလေးမှာကိုယ်ဝင်ရှိနေတာကိုသိခဲ့ရတာမလားမိန်းကလေးရဲ့မင်းဘွားဘာတွေဖြစ်ခဲ့လို့ဝမ်းနည်းစရာတွေကြုံခဲ့ရတာလဲသူအဲ့ဒီမိန်းကလေးကိုစောက်ကြည့်ရင်နဲ့သူ့ရဲ့ယောဂါကထကြွလာပါတယ်အဲ့ဒီအချိန်ခန်းထဲပြန်ဝင်လာတဲ့ဒေါ်လေးကသူ့ရဲ့နှာချီနေတဲ့အတန်ကြောင့်မင်းထက်စီးမတော့သေးဘူးလားဒီမိန်းကလေးကိုဒေါ်လေးကြည့်ထားပေးမယ်စေးတော့ပြီးအနားယူလိုက်ပါမဟုတ်ရင်ဖျားတော့မှာပဲဒေါ်လေးသတိပေးမှသူကိုယ်တိုင်လည်းမိုးမိထားလို့စေးတော့မှမေးနေခဲ့ပါတယ်သူကိုယ်တိုင်ရဆရာဝန်ဖြစ်ပေမဲ့မိုးနေနေမိတာနဲ့နေမကောင်းဖြစ်တတ်ပါတယ်ဟုတ်တော်လေးဒီမိန်းကလေးသတိရလာရင်ခက်ကြမ်းကြမ်းဘာမှမပြောစေနဲ့နော်အောင်မေနေတော်လေးကပြောစရာလားဒေါ်လေးမပြောဘူးဆိုတာသိပါတယ်ဗျာအဲ့ဒီမိန်းကလေးကတခုခုကိုစိတ်အကြီးကျယ်ထိခိုက်ထားပုံရတယ်အဲ့ဒါကြောင့်တခုခုကြမ်းတမ်းစွာမလုပ်စေချင်တာကသူ့မှာကိုယ်ဝင်ရှိနေလို့ပါအဲ့ဒီစကားကြောင့်အတော်ဖြစ်တဲ့သူကဂရင်ပေါ်မှာမိနေတဲ့မိန်းကလေးကိုတလေသူ့ကိုတလဲကြည့်ကမယုံနဲ့မျက်ဝန်းနဲ့ဘာဘလို့ကိုဝင်ဟာဒေါ်လေးကျွန်တော်ဒီလိုမကြည့်နဲ့လေဒီမိန်းကလေးနဲ့ကျွန်တော်ဘာမှပတ်သက်မှုမရှိဘူးသူကအခုချိန်မှာကျွန်တော်ရဲ့လူနာကျန်တာဒီမိန်းကလေးတတိယလာမှမေးပါအော်အေးပါအေးငါဘာမှမပြောပါဘူးစေးတော့ပြီးအနားယူတော့အချိန်ကမစောတော့ဘူးသူမဖြေရင်အကြီးကတတ်တာမှမဟုတ်ပါဘူးအဲ့ဒါကြောင့်ဖြေပြီးသူ့အခန်းထဲကိုသာလာခဲ့လိုက်ပါတော့တယ်ရှင်နှန်းတယောက်မျက်ဝန်းတစ်စုံပွင့်လာတာနဲ့ခန္ဓာကိုယ်နဲ့ခြေလက်တွေနည်းနည်းလေးနာကျင်ကြိုက်ခဲနေပါတယ်ပြီးရဲ့နောက်မျက်ဝန်းတစ်စုံကဘေဘီဝဲရကိုကြည့်ပြီးတော့တတိယလာပြီလားကလေးမလေးဘလို့နေလဲရှင်နှန်းကိုပြုံးပြကမေးနေတဲ့အဲ့ဒီအန်တီကြောင့်ရှင်ရှင်နှန်းဘယ်ရောက်နေရလဲရှင်နှန်းကိုကယ်ခဲ့တာလားရှင်နှန်းကိုမကယ်ခဲ့ရင်အကောင်းသားပြောရင်းနဲ့ထားဖို့လုပ်နေတော့အဲ့ဒီအန်တီကလည်းမျက်နှာမကောင်းဖြစ်သွားကကဲတာတော့ဝမ်းသာမှုမရှိဘဲနဲ့တေးကျင်နေတယ်ဆိုတော့ဘသူကစိတ်မဆိုးပဲနေပါမလဲမထပါနဲ့အားနေနေလို့စိတ်ချိတ်ပေးထားတာရှင်နဲ့လက်တစ်ဖက်မှာတော့ဆေးဘူးချိတ်ထားလို့ဘာမှမပြောပေမဲ့ထလည်းမထိုင်ပြီးတော့ပါဘူးမင်းကဘလို့မင်းကလေးလေမင်းကိုကဲခဲ့တာတော့တေးကျင်နေရလားတေးကျင်နေတဲ့အကြောင်းရင်းကကိုဝင်ရှိတာနဲ့တက်ဆိုင်လို့လားရှင်ရနက်မှာကိုဝင်ရှိနေတယ်ဟုတ်လားပြောရင်းနဲ့ရနက်လက်တစ်ဖက်နဲ့ကတ်ချက်နေတဲ့ဘိုက်ကလေးကိုစမ်းမိတယ်ရနက်ရဲ့အမူအရာကိုကြည့်နေတဲ့ဒေါ်သေးပွင့်မေတယောက်ရနက်ကိုစူးစိုက်ကြည့်ကအတော်ကမင်းဘာအကြောင်းမှမသိပေမဲ့ကိုဝင်ရှိနေလို့တတ်သိချင်တာတော့မလုပ်ပါနဲ့မကောင်းပါဘူးကွယ်ရနက်ကကိုဝင်ကိစ္စကြောင့်တတ်သိတယ်ထင်နေတာလားမသိပါဘူးရနက်ပြောမိတာပဲအာနာသွားကအတော်ရနက်တောင်းမှန်ပါတယ်ရနက်ရဲ့နာမည်ကရနက်ခတ်ပါပြီးတော့ရနက်ကကိုဝင်ရှိနေတာလည်းမသိခဲ့ပါဘူးရနက်သိချင်တာကတခြားကိစ္စကြောင့်ပါရပါတယ်ကွယ်အတော်ရဲ့နာမည်ကတဲပွင့်မီတမီးကိုကယ်ခဲ့တာကအတော်ရဲ့တူလေးဒေါက်တာမင်းထဝင်းရမှာကိုဝင်ကြောင့်တခုခုလှုပ်ပြစ်တယ်ထင်ခဲ့မိတာတခြားကိစ္စဆိုရင်တော့အတော်လည်းမဆန်းဆူးချင်ပါဘူးရနက်ကိုကယ်ခဲ့တဲ့သူကရောအခုဘယ်မှာလဲရင်ပြီးတော့အတော်တို့ကရနက်နဲ့ကလေးရဲ့အသက်တခင်ကျေးဇူးရှင်မှာရနက်ပြောပြပါမယ်တူလေးကအနားယူနေတယ်ကွဟုတ်တော့ရနက်တို့ကိုကယ်ခဲ့ပြီးလို့ကျေးဇူးပါပြီးရဲ့နောက်ရနက်ကဖြစ်ကြောင်းကိုစဉ်ကိုအတူချုံပြီးပြောပြလိုက်တော့ဒေါ်သေးပွင့်မင်းစိတ်မကောင်းဖြစ်သွားကတနာသွားရပါတယ်သူ့မှာလည်းအမားတို့ဇနီးမောင်နှံတွေဆုံးမသွားကြတဲ့ဆွေမျိုးရင်းချာတူဖြစ်သူနဲ့အတူနေထိုင်ခဲ့တာအခုထိပါတူလေးကအခုထိအိမ်အောင်မပြူသေးပါဘူးရနက်ခါဆိုတဲ့မင်းကလေးကိုတူမလေးတယောက်လိုချစ်ခင်မိတယ်လို့တနာခဲ့မိတယ်အိုးကွယ်ကြားရတာစိတ်မကောင်းလိုက်တာဒါနဲ့တမီးကဘလို့ဆုံးဖြတ်ထားလဲရနက်ပြန်မပေါင်းတော့လို့ဆုံးဖြတ်ထားပါတယ်ဘာဖြစ်လို့လဲတမီးရဲ့ခင်မိုးမဲလေကလေးလေးရှိနေပြီးတော့တမီးရဲ့မိဘတွေနဲ့ယောက်ျားရဲ့မိဘတွေကလက်ခံမှာမလား
အဲ့ဒါလားရနန်းရဲ့မာမီနဲ့ဒယ်ရီကရနန်းတို့လက်ထပ်ပြီး3 လကြာမှအဆီးတင်းနဲ့ဆုံးသွားခဲ့တယ်ရနန်းရဲ့ရောက်ခမ2 ယောက်ကစင်ကာပူမှာပါရနန်းဒီလိုဆုံးဖြတ်လို့ရနန်းကိုမုန်းညင်လဲမုန်းမစီတော့အတော်ရဲ့ရနန်းပြန်မပေါင်းနိုင်တော့ပါဘူးရနန်းအသက်ရှင်ခဲ့ရတာလေအတော်တို့ကြောင့်ပါဒါနဲ့ရနန်းဒီမှာခဏနေလို့ရမလားယင်သမီးကဒီလိုဆုံးဖြတ်ချက်ချမှတော့အတော်တို့ကဘာတတ်နိုင်မှာလဲကြိတ်သလောက်သာနေပါတသက်လုံးအတော်ရဲ့တူမှာလှုပ်လို့လည်းရပါတယ်ရနန်းကခဏပဲနေမှာပါရှက်သွားတာလားကွယ်အတော်ကရနန်းလေးကိုတူမအဖြစ်မွေးစားခြင်းလို့ပါအော်ဟုတ်ကဲ့အကြောင်းအရာအားလုံးကိုတကားပြေရနေကြားလိုက်ရတဲ့မိထက်ဝန်းရံလဲတနာသွားမိသလိုအတော်ရဲ့နောက်ဆုံးစကားကြောင့်ပြုံးမိသွားပါတယ်9 လခန့်ကြာတဲ့အခါမှာတော့ရနန်းရဲ့ဘိုက်ကလေးကလည်းဆူဖြိုးလာပါတယ်ရနန်းကိုလူနေရဲ့ချင်းနဲ့ဒေါ်သေးပွင့်မွေးစားခဲ့သလိုဒေါက်တာမိထက်ဝန်းရံကလည်းရနန်းရဲ့အကူဖြစ်လာခဲ့ပါတယ်ရနန်းကိုမိထက်ဝန်းရံရဲ့စီကန်းမှာအတော်ဖြစ်သူနဲ့အတူစီကန်းလာပြရင်အပြန်လမ်းမှာပြောင်းမှုပြုတ်တယ်ကိုတွေ့လို့ရနန်းစားခြင်းလာကဒေါ်လေးရနန်းပြောင်းမှုပြုတ်စားခြင်းနေဒါဆိုရင်ဒေါ်လေးဆင်းဝယ်ပေးမယ်ရတယ်ဒေါ်လေးရနန်းဘာသာကြိုက်တဲ့ဟာယူဝယ်မယ်ဒေါ်လေးမလိုက်နဲ့တော့လေဒေါ်လေးမလိုက်ရင်ဘိုက်နဲ့အဆင်ပြေပါမလားပြေပါတယ်ဒေါ်လေးရေပြီးရောဒါဆိုရင်ဒေါ်လေးကားထဲမှာစောင့်နေမယ်ဟုတ်ဒေါ်လေးပြောင်းမှုတွေကဘိုက်စုထွက်နေတဲ့ရနန်းကိုကြီးကပြောင်းမှုတော့အပိုပေးလိုက်ပါတယ်ရနန်းပြောင်းမှုဆိုင်ရာပြန်ထွက်လူတယောက်နဲ့တိုက်မိကရနန်းစိတ်ပူသွားတာကပြောင်းမှုပြုတ်ထက်ဘိုက်ထဲကကလေးလေးကိုပါအဲ့ဒါကြောင့်တိုက်မိရနဲ့ပြောင်းမှုပြုတ်ကလွတ်ကြပြီသားဒါပေမဲ့ရနန်းအောက်ကိုပြုတ်ကြပြီထင်နေခဲ့တာမျက်လုံးစုံမှိတ်ထားလိုက်တယ်ရနန်းကိုလဲကြမတော့အောင်ပွေဖက်ကဆွေးမြေ့စွာခေါ်လိုက်တဲ့အတန်ကြောင့်ရနန်းဆိုတဲ့အတန်ကိုရင်းနှီးနေခဲ့ပါတယ်အဲ့ဒါကြောင့်မျက်ဝန်းတစ်စုံကိုဖွင့်ချင်းပြီးတော့ရနန်းချစ်ခဲ့ဘူးတဲ့ဦးဟင်ဦးဆိုပြီးတော့ခဏမြောက်ဦးရဲ့ရင်ခွင်နဲ့ငြိမ်သက်နေပြီးမှအတင်းယုံထွက်လိုက်တော့နှိုင်းဆက်လဲမကြအောင်ထိမ့်မိကပြန်လှုပ်ပေးလိုက်ပါတယ်ရနန်းရဲ့မင်း9 လလုံးဘယ်ဒီသွားနေရလဲရနန်းကိုအရန်လွမ်းနေခဲ့တာပြောရင်းနဲ့ရနန်းရဲ့ခန္ဓာကိုယ်အကြည့်ရောက်ပြီးတော့စူဖြိုးနေတဲ့ဖိုင်လေးကိုမြင်တော့ဝမ်းသာသွားတဲ့မျက်နှာနဲ့ရနန်းဦးရဲ့ရင်သူလေးလဲထားတာလားဝမ်းသာလိုက်တာကွာရနန်းဦးရဲ့အပြောကိုလက်ပိုက်ပြီးတော့သာကြည့်နေလိုက်ပါတယ်ပြီးရဲ့နောက်နှိုင်းဆက်ရနန်းရဲ့ပိုက်ကလေးကိုလာထိကင်မှုလှုပ်တဲ့အချိန်မှာသမီးဘာဖြစ်သွားသေးလဲယင်သမီးတခုခုဖြစ်နေပြီထင်ပြီးလိုက်လာတာရနန်းဘာမှဖြစ်ပါအောင်မမေအိမ်ကိုပြန်သွားရအောင်ရနန်းအနေနဲ့မွေးစားတော်ဟာအမေလို့ခေါ်ခိုင်းတာကိုမခေါ်ပေရနန်းဘေးရက်နေတဲ့ယောက်ျားလေးရှိမှမမေခေါ်လိုက်တော့ဒေါ်သေးပွင့်မင်အံ့ဩသွားသလိုတခုခုအကြောင်းရှိမယ်ဆိုတာသိတာကြောင့်ရနန်းနဲ့တူပြန်လာခဲ့လိုက်ပါတယ်ရနန်းစားခြင်းပါတယ်ဆိုတဲ့ပြောင်းမှုပြုတ်ကလည်းမြေပြင်ပေါ်ပြန်ကျဲလျက်နှိုင်းဆက်တယောက်ရနန်းအပြုတ်မှုကြောင့်ရနန်းတခြားတယောက်နဲ့လက်ထပ်သွားပြီလားဆိုတဲ့အတွေးနဲ့တူဖိုက်ထရကလေးလေးကဒီကလေးလေးဟာသူဆက်မတွေးရတော့ပဲရနန်းအကြောင်းစုံစမ်းရင်ဆုံးဖြတ်ခဲ့လိုက်ပါတယ်ရနန်းအကြောင်းနှိုင်းဆက်စုံစမ်းပြီးတဲ့နောက်တနေ့ရနန်းတယောက်တည်းအပြင်ကိုလမ်းထွက်လျှောက်ချိန်မှာရနန်းကိုဝင်းနဲ့အလှကြီးလှနေတဲ့ရနန်းဦးနှိုင်းဆက်ရှင်ပါလာလောက်တာလေဒီနေရာကိုရနန်းရဲ့ဥခေါ်တန်ကနေနှိုင်းဆက်ဆိုတဲ့နောက်ဆက်တွေပါခေါ်လိုက်တော့နှိုင်းဆက်ရင်နဲ့အောက်တက်တက်ဖြစ်သွားပါတယ်ရနန်းကိုပြောစရာရှိလို့ခဏလေးလိုက်ခဲ့ပေးပါလားရနန်းဦးနှိုင်းဆက်ကိုဘာမှပြောစရာမရှိလို့ဘာလို့လိုက်ရမှာလဲခဏလေးပါရနန်းလည်းဦးနဲ့ဆက်ဆိုတဲ့မိမအကြောင်းကိုသိကျင်လာတာကြောင့်โอเคလေရနန်းခဏလေးပဲအချိန်ပေးမှာရနန်းကိုတိတ်ဆိတ်တဲ့နေရာကိုခေါ်ကရနန်းဦးကိုပြန်လက်ခံပေးပါဘယ်လိုဦးနိုင်ဆက်ရနန်းကိုဘာပြောချင်တာလဲဘာကိုလက်ခံရမှာလဲရနန်းရေဦးကိုမသိချင်အောင်စောင့်နေတာလားရနန်းရဲ့ဗိုက်ထေးကကလေးကဦးရဲ့ရင်သွေးဆိုတာသိပါတယ်ဒါကြောင့်ရနန်းအိမ်ကိုပြန်လိုက်ခဲ့ပါဟင်းဦးရနန်းထွက်လာတော့ကဦးရနန်းရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးပစ်ခဲ့တယ်အဲ့ဒီကလေးကရနန်းဆုံးဖြတ်ခဲ့ပြီးသားပါပြီးတော့အဲ့ဒီအိမ်ကထွက်လာကလေးကရနန်းကတည်ဆုံးခဲ့ပြီးသားအခုရနန်းပိုက်ထဲမှာရှိနေတဲ့ကလေးကဦးရဲ့ရင်သွေးဟုတ်ပေမဲ့ရနန်းနဲ့ကလေးအတွက်ဦးမရှိလေအဆင်ပြေပါတယ်ရနန်းရေအဲ့ဒီအချိန်တော့ဆက်ကတခုခုဖြစ်နေလို့အော်နေတာလေဦးမသွားလို့လည်းမရဘူးလေနားလည်ပေးပါကွာအခုလေဆက်နဲ့ဦးကဘာပတ်သက်မှုမှမရှိတော့ဘူးဦးကိုပြန်လက်ခံပေးပါကွာဦးတောင်းပန်ပါတယ်ပြန်လိုက်ခဲ့ပါကွာနော်ရနန်းကိုဦးအရန်ချစ်တယ်ရနန်းဦးရဲ့စကားကြောင့်အဲ့ဒီနေရာအဖြစ်အပျက်ကိုပြန်မြင်အောင်လာကမျက်ဝန်းကတခုခုကိုဆုံးဖြတ်ချက်ချထားသလိုဘိုက်ကလေးကိုလမ်းနဲ့ဆန်းလျှောက်နှုတ်ဖျားမှဦးရွေးချယ်ခဲ့တာကအဲ့မိမကိုပဲလေရနန်းရဲ့အနီကိုရောက်နေတာတော့ရနန်းရဲ့လက်ကိုဆွဲပြီးထွက်မသွားပါနဲ့လို့တခုပြောခဲ့လို့လားအဲ့ဒီအချိန်လုံးကသာရနန်းကိုဆွဲထားခဲ့ရင်ရနန်းအခုလောက်ရင်နာမှာမဟုတ်ပါဘူးပြီးတော့
ဘကရနန်းကိုချစ်တယ်ဆိုတဲ့စကားကရနန်းပိုက်ထဲမှာရှိနေတဲ့ကလေးကြောင့်မလားရနန်းဝန်ခံပါတယ်ရနန်းဦးကိုအရင်ကချစ်ခဲ့ပေမဲ့အဲ့ဒီအချစ်ကအဲ့ဒီနေ့ကလေးကပျောက်ဆုံးသွားခဲ့ပါပြီအခုအချိန်မှာရနန်းဦးကိုမချစ်နိုင်တော့သလိုပြန်ပေါင်းဖက်ဖို့ပြောလေရနန်းဘက်က sorry ပါရနန်းရေဦးအိုင်နေရဲ့အဖြစ်ပြက်ပြောပြပါမယ်အဲ့နေ့တုန်းကသူ့ဆက်အခန်းထဲဝင်သွားတော့ဆက်ကပန်းဦးကြောက်ခွဲတဲ့နေရာမှာလဲနေပါတယ်မောင်ဆက်ရမ်းတာလေလာပတ်တီးစီးပေးမယ်ဟုတ်မောင်သူပတ်တီးစီးပေးပြီးတော့ရနန်းစီပြန်လာတော့ရနန်းကိုမတွေ့တော့ပါဘူးတိမ်လုံးရှာပြီးမတွေ့တော့ပါဘူးရနန်းသူ့ကိုစိတ်ဆိုးကခဏထွက်သွားတယ်ထင်ခဲ့တာသူအပြင်ထွက်ရှာဖို့ကားထုတ်တော့မိုးရီချိန်လျှက်စီးလန့်နေပါတယ်ဆက်ကိုရနန်းကိုသွားရှာမလို့အိမ်မနေရတဲ့မလားမရှာပါနဲ့တော့ဘလို့မင်းဘာပြောတယ်ဟုတ်တယ်လေမောင်ကဆက်ကိုရွေးချယ်ခဲ့တာလေဘာလို့သူ့ကိုရှာကြင်တာလဲလွတ်ထားလိုက်စမ်းပါဘာမင်းဘာတွေပြောနေတာလဲ तू ကငါမိမငါသူ့ကိုပဲရွေးချယ်တယ်မောင်သူ့ကိုတကယ်ရွေးချယ်တယ်ဟုတ်လားဒါဆိုရင်ဘာလို့ဆက်ရှိကိုရောက်နေတာလဲတကယ်လို့မောင်သာအဲ့မိမကိုရွေးချယ်ခင်ရှာစရာမလိုပဲနဲ့အိမ်ထဲမှာအဲ့မိမရှိနေလောက်ပြီဘာဆက်မင်းပြောတာရင်ငါတခုမှနားမလဲဘူးမောင်ကဘယ်နားလဲပါမလဲဒီပွဲမှာဆက်နိုင်တယ်မောင်ရဲ့မိမဒီရင်ကိုဘရောမှပြန်လာမှာမဟုတ်ဘူးမောင်ကိုကွာရှင်းခဲ့တယ်မလားဆက်တို့အတူနေရပြီလေနော်မောင်မပြောဘူးလားယင်ဆက်တော့တိတ်ပြောတယ်မောင်အခုထိဆက်ကိုချစ်နေတယ်လို့ရွေးချယ်ခဲ့တာကိုလို့ပြောပြီးရနန်းကိုပြောခဲ့တာတွေကိုဆက်ကပြန်ပြောပြနေပါတယ်ဆက်မင်းဒီလိုလုပ်မယ်လို့ငါမထင်ခဲ့ဘူးမင်းမနစ်ဖြန်ရစားပြီးတော့ငါ့အိမ်မှာနေစရာမလိုငါမိမကိုငါသွားရှာမယ်ဆက်မောင်ပြောင်းလဲသွားမယ်မထင်ခဲ့ဘူးဆက်ဆိုတာရုံးမရဲ့နောက်ဆုံးထိရုံးမှာမယ်တကယ်လို့မောင်သာအဲ့မိမကိုပြန်ရှာတွေ့ရင်သူရှုံးနေသွားမှာပြီးတော့အဲ့မိမမိုးချင်းရင်ကြောက်တတ်တယ်ဆိုတာသိတာကြောင့်မိုးထဲမှာတင်နေလောက်ပြီလေအဲ့ဒါကြောင့်ဆက်ဘေးမှာရှိနေတဲ့ဘရိတ်တာကိုလက်ရဲ့ကြောမကြီးကိုဖြတ်ဖို့လုပ်နေတော့ဘာမောင်ဆက်ကိုဒီလိုလာလို့မရဘူးမောင်အဲ့မိမကိုဒီတညာလုံးသွားမရှာနဲ့တကယ်လို့သွားရှာရင်မနေ့ဖြန်ဆက်ဒီအိမ်ကထွက်သွားမယ်သွားရှာရင်ဒီမှာတွေ့လားဆက်ပါသာတတ်သိပလိုက်မှာဆက်မရုပ်မင်းတော်တော်ရုပ်မာတယ်ဆက်မရုပ်မှာပါဘူးမောင်ကိုချစ်လို့လေဆက်ရဲ့အကြံပတ်စံမှုကြောင့်နှိုင်းဆက်အပြင်ကိုထွက်ရှာလို့မရတော့ပါဘူးဒါပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ရနန်းကိုတနေ့လုံးစိတ်ပူနေခဲ့ပါတယ်နောက်တနေ့မှာတော့ဆက်ကစကားအတိုင်းဟိုတယ်ကိုပြန်သွားခဲ့ပါတယ်သူလည်းရနန်းကိုလိုက်ရှာခဲ့တာနေရာဆုံခဲ့ပါပြီပြောင်းမှုဆိုင်မှာရုတ်တရက်ပြန်တွေးမိခြင်းမှာဒါရီကိုပြန်ပြောနေပေမဲ့ရနန်းကတော့ဘာမှတုံ့ပြန်မလာခဲ့ပါဘူးရနန်းရဲ့ဦးပြောနေတာတွေကအမှန်ပါဦးနောက်ပြန်လိုက်ခဲ့ပါနော်ဒူးထောက်ပြီးတောင်းမှန်ဆိုလဲတောင်းမှန်ပါမယ်ဟင်းရနန်းကိုမတောင်းမှန်ပါနဲ့ဖြစ်ပျက်ခဲ့သမျှအချိန်ကိုနောက်ပြန်ဆုပ်လို့မရသလိုဥရွေးချယ်မှုမှန်ခဲ့တယ်လို့ထင်ပါတယ်ဒါဆိုရင်ရနန်းဦးကိုခွန့်လွတ်ပြီးတော့ပြန်လက်ခံနေမလားယင်ရနန်းကိုမျောလင်းတကြီးကြည့်နေတဲ့ဦးရဲ့အကြီးကရနန်းရဲ့နှလုံးသားကိုအရေးပြောတော့မလို့ဒါပေမဲ့ရနန်းရဲ့ဆုံးဖြတ်ချက်ပြတ်သားရမယ်ရနန်းဦးကိုချစ်ခဲ့ပေမဲ့နာကျင်စရာနေရက်ကိုပြန်တွေးနေမိရင်ရနန်းပြောနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ရနန်းမျက်နှာလွဲကရနန်းဦးကိုခွန့်လွတ်ပါတယ်ဒါပေမဲ့ဦးကိုပြန်လက်ခံမှုဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးရနန်းရဲ့စကားကြောင့်ဘလို့ရနန်းဦးကိုလက်မခံတော့ဘူးဆိုရင်ရနန်းနဲ့ဦးရဲ့ကလေးရရောကလေးကိုအဖေမရှိဖြစ်စေချင်တာလားယင်အချွေခံရတဲ့ပန်းတဝင်းကအကောင်းပကတိအတိုင်းပြန်ဖြစ်မလာဘူးဆိုတာဦးသိမှာပါရနန်းဦးကိုပြန်လဲမရွေးချယ်နိုင်လို့ sorry ဆိုတာလွဲပြီးရနန်းဘာမှမပြောချင်တော့ပါဘူးရနန်းကိုသွားခွင့်ပြုပါပြောရင်းနဲ့ကိုဝင်းနဲ့အလှကြီးလှနေတဲ့ဇနီးကသူ့ကိုကြောက်ခန့်ကထွက်သွားချိန်မှာနှိုင်းဆက်တယောက်ရနန်းရဲ့အဖြေစကားကြောင့်ရနန်းရဲ့တကယ်လို့အိုင်နေရဲ့အချိန်ကိုပြန်ရောက်ခဲ့မယ်ဆိုရင်မင်းကိုမလွတ်ထွက်အောင်ဖမ်းဆုပ်ထားခဲ့မှာပါဒါပေမဲ့ငါမင်းရဲ့ရွေးချယ်မှုအတွက်အပြစ်ဒဏ်ခံသင့်ပါတယ်မင်းပြောရွှင်ပါစေကိုဖုံဟာမင်းလိုက်လာပြန်ပြီလားတကယ်ပါဖုံးထက်အောင်စိတ်ရှုံးမိပါတယ်အရင်တခါလဲလမ်းမှာယောက်ျားလေးတစုနှောက်ယှက်နေလို့ဝင်ကုန်မိတာအခုတော့ဒင်းလေးကသူ့ကိုတွေးတဲ့အချိန်တိုင်းသူ့သွားလျာနောက်ကိုတောက်လျှောက်လိုက်နေတာမလားကိုဖုံးတော့မှော်လိုက်လာတာကဘာဖြစ်လို့လဲမင်းမရှက်ဘူးလားယောက်ျားလေးတယောက်နောက်လိုက်ကပ်နေတာမှော်ကဘာရှက်စရာရှိလို့လဲကိုဖုံးကလေအဲ့ဒီစကားကြောင့်ဖုံးထက်အောင်ခြေလန်းရက်တက်လိုက်သလိုအကဲခတ်ကြည့်လိုက်မိပါတယ်သူ့ပြောလိုက်ရင်လည်းမသိသလိုနဲ့ဘူးကလက်ပြန်ပြောတတ်တဲ့မင်းကလေးအင်ကြီးပန်းရောင်ကာဝင်းလေးနဲ့ဖနက်ကြိုးတိုင်းအဖြူရောင်တောက်ကလေးကိုစီးထားပါတယ်မျက်နှာလေးကမိတ်ကပ်ပပချဲသားထားသလိုကျိုးလေးသာရှိတဲ့သပင်ကိုအပြောင်သိမ်းအမြင့်စီးထားတော့လမ်းလျှောက်တိုင်းသပင်လေးကခါရမ်းနေတယ်
သူမလေးကချောမောတဲ့မိန်းကလေးဆိုတာပေါ်လွင်နေတယ်လို့နောက်ကျောဘက်မှာဂျော်ဘွဲ့ဖောင်းဖောင်းလေးကိုလွှဲထားကမင်းကိုပြောလိုက်ရင်ခတ်တော့မယ်မင်းဒီဂျော်ဘွဲ့တလုံးနဲ့ငါနောက်ရှောက်လိုက်နေတာလူတွေပါထင်မလဲဘာထင်နေမို့မော်ကတော့ကိုဖုံးသွားရနောက်ကိုလိုက်မှာပဲဟာငါသွားမှာငါတယ်ဒီအိမ်မင်းလိုက်လို့မဖြစ်ဘူးဘာလို့မဖြစ်တာလဲကိုဖုံးကလည်းမော်ကတခါတည်းရက်ခတီးကိုမိတ်ဆက်ပြီးသားဖြစ်သွားတာပေါ့ဘာမင်းမိန်းကလေးဖြစ်ပြီးဘာစကားပြောတယ်ကိုဖုံးကလေရက်ခတီးခေါ်မှာတော့ကိုဖုံးကမော်ရဲ့ဟာမင်းတော်အတင်းရဲတင်းနဲ့မိန်းကလေးပါလားဒါကရဲတင်းနဲ့ခေါ်တာလားဒဲရီတုံးကဆိုရင်မာမီကိုမြင်မြင်ချင်းချစ်မိလို့ဖွင့်ပြောပြီးတော့လက်ထပ်ခဲ့တာတဲ့မော်ကလည်းကိုဖုံးကိုမြင်မြင်ချင်းချစ်မိသွားတာအဲ့ဒါမော်ရဲ့အချစ်ကိုလက်ခံစဉ်းစားပေးပါနော်မော်ခက်ရဲ့ဆိုတဲ့မိန်းကလေးကိုသူတော်လန့်ပါတယ်သူနဲ့တွေ့တာမကြသေးပဲနဲ့ယောက်ျားလေးဘက်ကစပြောရမယ့်စကားကိုသူမလေးကသူ့ကိုဖွင့်ပြောနေကြတာအန်လဲအော်မိပါတယ်ဒီမိန်းကလေးဘလို့ကြီးပြင်းလာလဲတော့သူမသိပွင့်လင်းလွန်းတာတော့အမှန်ပါအဲ့ဒါနဲ့တူမော်ခက်ရိတ်ဆိုတဲ့မိန်းကလေးဖွင့်ပြောလာတဲ့စကားကိုသူကဘလို့တုံ့ပြန်ရမှာလဲဒီမှာမော်ခက်ရိတ်မင်းကိုငါဘလို့ပြောရမလဲကွာငါမင်းကိုညီမလေးတယောက်လိုပဲသဘောထားတယ်ဒီတော့မိန်းကလေးဖြစ်ပြီးအိမ်နေတိတ်ခါနဲ့နေပါလားကိုဘုံကမော်ဒီလိုပြောတာကိုမကြိုက်ဘူးပေါ့ဒါဆိုရင်မော်အိမ်နေတိတ်ခါရှိရှိနေထိုင်ရင်မော်ရဲ့ချစ်ကိုလက်ခံမှာပေါ့နော်မော်ခက်ရိတ်ဆိုတဲ့မိန်းကလေးရဲ့စကားကြောင့်သူပါကြောင်သွားပါတယ်ဟမ်ဘာပြောတယ်ကိုဖုံးကလည်းအတန်ကျိန်နဲ့အော်တာလန့်ပါတယ်မော်အိမ်နေတိတ်ခါရှိရှိနေပြရင်ချီရမယ်လို့ဂရီပေးပြီနော်ခုတော့ကိုဖုံးကိုမနှောက်ရှက်တော့ဘိုင်းပြောပြီးတော့လှစ်ကနေထွက်ပြေးသွားတဲ့မင်းကလေးဟာဟေးသူဆက်ပြောဖို့ဝင်မရမင်းကလေးကထွက်သွားတာမြန်တာ哦လက်ကိုဖမ်းဆွဲရအောင်လည်းမဖြစ်နိုင်နေရသူကားကိုလက်နဲ့ထိုးဖွားလိုက်ရင်ဒုက္ခပါပဲကွာငါပဲဘွားဝေကျွေးပါလေညီမလိုသဘောထားလို့အိမ်နေတိတ်ခါရှိရှိနေပါလို့ပြောတာ哦တစွတ်ထိုးမှတ်ယူသွားတာသူစိတ်ရှုပ်နေတာမရောက်ဖြစ်တာကြာပြီဖြစ်တဲ့ဒယ်ရီစီကိုရောက်ခဲ့ပါတယ်ဒယ်ရီဆိုပြီးတော့ဒယ်ရီအတွက်ဝယ်လာတဲ့ပစ္စည်းတွေကိုစပွဲပေါ်တင်လိုက်သလိုတားလေးတားဖနှစ်ယောက်သားအချိန်ခဏတာပွေးဖက်လိုက်ကြပါတယ်ပွေးဖက်ရင်တားလာမယ်ကြလို့ဒယ်ရီတားလာရလမ်းကိုမျောငယ်ရင်းနဲ့တကားပါအစင်းသစ်ဖွင့်ထားတာတားလေးမရောက်တာကြလို့ဒယ်ရီကပိုလွမ်းနေတာဒါနဲ့တားမမီရောနေကောင်းလားတားလဲဒယ်ရီကိုလွမ်းသလိုမမီလေးနေကောင်းပါတယ်ဒယ်ရီရဲ့တားဖနှစ်ယောက်ပွေးဖက်ပြီးခွာလိုက်တဲ့အချိန်မှာဆိုဖာခုံပေါ်ဘေးကက်သားတားဖနှစ်ယောက်ထိုင်လိုက်ပါတယ်ပြီးရဲ့နောက်ဖုံးထက်ရောင်လဲဒယ်ရီကိုကြည့်မိတယ်ဒယ်ရီကဂိုင်းမျက်မှန်အဖြူရောင်လေးကိုတတ်ထားသလိုဇရာဆိုတဲ့အသက်ကအိုမင်းနေပြီဆိုတာခေါင်းပေါ်မှာဖွေးနေတဲ့သပင်ဖြူကဟိုတစဒီတစတိတိတတ်တာပေါ်လင်နေခဲ့ပါတယ်သူတော်23နှစ်ရှိခဲ့ပြီပဲမမီတော်သပင်ဖြူပေါက်နေပြီဖြစ်သလိုမမီထက်10နှစ်ကြီးတဲ့ဒယ်ရီကသပင်မဖြူပဲနေရော့မလားဒယ်ရီတယောက်တည်းနေရထိုင်ရတာအဆင်ပြေရဲ့လားဒါနဲ့ဒယ်ရီပြောတော့တားမလာခင်ကလေးကခြံဖွင့်ထားတယ်ဆိုတော့ခြံဆောင်ကရောခြံဆောင်ကသူ့မိနေမကောင်းလို့အနားယူခိုင်းတာတပတ်လောက်ရှိပြီဗျာဒါဆိုရင်အခုဒယ်ရီတယောက်တည်းပေါ့နေရထိုင်ရတာအဆင်ပြေရဲ့လားတားကိုဖုံးလက်ဆက်လို့ရရဲ့သားနဲ့ဒယ်ရီကတားလာမှာပေါ့ဆက်ချင်တာပေါ့တားရဲ့တားမမီမကြည့်ပြဝဲနဲ့တားကိုမခေါ်ဝဲမှာဘူးဒယ်ရီလည်းဘာမှမဖြစ်ပါဘူးဒယ်ရီကသာဘာမှမဖြစ်ဘူးပြောတာစပင်းနေတော့အရင်ကထက်ပို့ပြူလာရင်တော့ဒယ်ရီငါသားဘာများပြောမလဲလို့တားလေးရဲ့စပင်းပြူတာကဒယ်ရီအသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာလို့ပို့ပြူလာတာပါအိုလဲအိုလာပြီပဲလေဘာလို့ရမှာလဲတားရဲ့ဒယ်ရီကမအိုသေးပါဘူးစပင်းဖြူကိုလည်းအမဲစေးပြန်ဆိုလို့ရတာပဲလေတားထွက်ဝယ်ပြီးတော့စိုးပေးမယ်နော်ဒီအသက်ရဲ့ကြမှာဒယ်ရီဆေးမဆိုးကျင်တော့ပါဘူးတဘာဝအတိုင်းကကောင်းပါတယ်တားရဲ့ဒယ်ရီကိုမမီကအခုချိန်တွေ့မယ်ဆိုရင်ရောဒယ်ရီစပင်ဆေးမဆိုးဘူးလားဘလို့တားပါပြောလိုက်တယ်ဒါတကယ်လားတကယ်ပါဒယ်ရီဖုံးထက်ရောင်လဲသူ့မမီနဲ့ဒယ်ရီအကြောင်းကိုသိထားလို့နှစ်ဦးနှစ်ဖက်အစဉ်ပြေအောင်လုပ်ကြည့်ပေမဲ့မမီကလက်မခံခဲ့ပါဘူးဒါပေမဲ့အခုသူ့အသက်23နှစ်မှာပထမဆုံးဒယ်ရီနဲ့တွေ့ဖို့လိုက်ရောခဲ့လို့သူပျော်ရွှင်ရတယ်လို့ဒယ်ရီလဲပျော်မှာပါဦးနိုင်ဆက်တယောက်အံ့ဩနေမိတယ်ရနန်းသူနဲ့လမ်းခွဲပြီးနောက်ပိုင်းမတွေ့ပြတော့ပေမဲ့သူကတော့ရနန်းနေတဲ့ခြံကိုအမြဲသွားတယ်လမ်းခွဲတယ်ဆိုကြတဲ့ကလည်းသူ့ဘက်ကအခုထိပွားရှင်းစာချုပ်မှာလက်မှတ်မထိုးရသေးပါဘူးတားလေးမွေးပြီးနောက်ပိုင်းတားလေးရောမိခင်ရောတွေးကျင်စိတ်ကတားမရတော့အမြဲသွားတယ်သူ့ရဲ့ဇွဲတက်တိကြောင့်ထင်ပါတယ်ရနန်းကသူ့ရဲ့မွေးစားအမိကိုလက်လွဲကတားလေးကိုပေးတွေးပါတယ်ရနန်းကတော့တခါမှတားနဲ့အတူမဆုံးဖြစ်ပါဘူးတားလေးကြီးလာတော့လေသူ့အိမ်ကိုလှုပ်ပေးတတ်ပါတယ်အခုတားအသက်23မှာတားရဲ့မမီကတွေးမိခြင်းနေဆိုတော့သူ့ဝမ်းမသာပဲနေမလားမမီကဒယ်ရီကိုနောက်တစ်ပတ်စနေမှာတွေးကျင်နေတဲ့အဲ့တော့ဒယ်ရီစပင်အယောင်ဆိုးမလားဒီတိုင်းသွားမလား
သားမမီနဲ့တွေ့မှာတော့ဒယ်ဒီဆိုးမှာပေါ့ဒယ်ဒီပြောတော့တဘာဝတရားကိုမလွတ်ဆန်ကျင်ဘူးဆိုငါသားကတော့နောက်ပြီကွာဒယ်ဒီပြောလားဒယ်ဒီပြောမယ်ဆိုတာသိပေမဲ့မေးမိတာပါပြောတာပေါ့သားရဲ့တားတော့ဝယ်မယ်ဆိုစိုးစီဝယ်စရာမလိုပါဘူးဒယ်ဒီရဲ့တားဝယ်လာပြီးသားပါငါသားကတော့ကွာတားဖာနှစ်ယောက်ရဲ့ရည်တန်ကအိမ်နဲ့ဖုံးလွှမ်းနေပါတော့တယ်မော်ခက်ရိတ်ဒါကဘယ်ကပြန်လာတာလဲမှန်မှန်ပြောစမ်းမမီကလည်းမော်ချစ်တဲ့သူနောက်လိုက်ကြည့်တာပါဘာညီဟိုကောင်တော့လိုက်ပြန်ပြီလားမမီကလည်းတမီးဘာသာကြိုက်လို့လိုက်တာအပြစ်လားတိတ်ဆန်းမော်ခက်ရိတ်အဲ့ကောင်ကိုလုံးဝမကြိုက်နဲ့ကြားလားမတီးဘူးမမီတမီးသူ့အမမရရင်တမီးသေးလိမ့်မယ်ကဲဟဲကြိုက်ချင်အောင်အဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့တက်တန်းရောင်တယောက်တမီးဘာဖြစ်တာလဲဒယ်ဒီတမီးကိုမမီရိုက်တယ်မမီကိုမုန်းနေမုန်းလေတေအောင်မုန်းငါလည်းနင့်ကိုချစ်လို့မွေးခဲ့တာမဟုတ်ဘူးနေလဲနင့်အဖေလိုပဲအကျင့်မကောင်းတဲ့သူတွေထွက်သွားမမီကိုမုန်းနေပျော်ပြီးထွက်ခွာသွားတဲ့တမီးတက်တန်းဘလို့ခေါ်တမီးဖြစ်သူကထွက်သွားခဲ့ပါပြီမဒါကတမီးကိုပြောရမယ့်စကားလားမအောင်ဘလို့မုန်းပါစီတမီးကိုတော့မုန်းတယ်မပြောပါနဲ့ဘာမှလာမပြောနဲ့မုန်းနေရှင်တမီးကရှင့်လိုပဲအယူပဲမရဲ့တမီးကိုဘလို့ပြောနေတာလဲသူကြိုက်ချင်တဲ့သူကိုကြိုက်တာကြိုက်ပိုင်ခွင့်ရှိပါတယ်ဘာလို့စိတ်မကောင်းတာတွေပြောလိုက်ရတာလဲအခုတမီးဖေကိုထွက်သွားမှလည်းမသိဘူးဆက်သူ့မိုးလုံးနဲ့ယောက်ျားကိုကြီးကအကြည်စူးစူးနဲ့မိဝယ်ပြောစမ်းမှနဲ့တက်ရောင်သူ့ဖေကိုတော်တော်ခယူးမဆိုင်ဘူးနင့်ကငါချစ်လို့လက်ထက်ခဲ့တာမဟုတ်ဘူးကာရှင်းမေးပါပြောလေလက်ခံခဲ့လို့လားတက်သူအချော်လေးနဲ့ပြောနေရပါတယ်မကလည်းကွာတမီးကြိုက်တဲ့သူကိုကြိုက်ပါစီလူငယ်ချင်းကြိုက်ရင်ဘာဖြစ်သွားမှာမလို့လဲဒီမှာကျမရှင်ကိုနောက်ဆုံးပြောလိုက်မယ်ရှင်တမီးအိုက်ကောင်လေးကိုလုံးဝမကြိုက်ရအောင်ဘာလို့လဲမဘာကြောင့်ကြိုက်ပိုင်ခွင့်မရှိတာလဲရှင်သိသိကျင်လားအိုက်ကောင်လေးကငါတိတ်မုံရတဲ့ရနက်ခတ်ဆိုတဲ့မိမရဲ့တားမလို့ပဲမကလေမမုံမောင်တယောက်လုံးရှိနေပြီပဲမဆိုင်တော့တဲ့သူဘာလို့လိုက်မုံနေသေးရလဲမောင်ကမမုံမို့မလုံလောက်သေးလို့လားတော်လိုက်စမ်းပါဒီမှာဆက်ဆိုတဲ့မိမရဲ့အမုံကရှင်းတယောက်တည်းဝယ်မုံတာမဟုတ်ဘူးကိုသွေးသားတဝက်ပါနေတဲ့ရှင်သမီးတို့မုံသေးတာပဲငါရဲ့အချစ်ဦးကိုလွတ်ယူသွားတဲ့မိမကိုလေမုံနေအဲ့ဒီအတွက်ရှင်သမီးကိုလည်းသဘောမတူနိုင်သလိုဘာမှဝင်ပြီးစွတ်ဖက်မပြောနေတော့တတ်တဲ့ရောင်မရဲ့သမီးကဘာအဖြစ်ရှိလို့လဲသူချစ်တဲ့သူကိုချစ်ပိုင်ခွင့်ရှိတာ哦ဘာရှင်ကအားပေးမလို့ပေါ့လေရှင်သမီးလည်းရှစ်လိုပဲအယူတွေအဲ့ဒီကိစ္စကိုကူညီလို့ကတော့ရှင်တေကန်းပြက်ပဲဥတတ်တဲ့ရောင်အတန်မမပြောပြီးထွက်သွားတဲ့သူကဆက်ဆိုတဲ့သူချစ်တော်မှာပါမအောင်နိုင်ငံသားမှာတွေ့ကြရသူချစ်မိခဲ့တယ်ဖွင့်ပြောပေမဲ့လေမကသူ့မှာချစ်သူရှိတယ်လက်မခံဘူးပြောခဲ့ပါတယ်ဒါပေမဲ့သူ့ဆွဲမလျှော့ပဲနဲ့အနောက်ကနေတိတ်တဆိတ်လိုက်ရင်မကမြန်မာပြည်ပြန်လာတဲ့အချိန်မှာသူပါလိုက်လာခဲ့ပါတယ်ပြီးတဲ့နောက်မကသူ့အချီကိုအိမ်မှာတညသွားတဲ့ပြီးတော့ဟိုတယ်ပြန်လာချိန်မှာကားငါစီတော့သူကသူ့ရဲ့ကားကိုရက်လိုက်ပါတယ်စိတ်တူနေတဲ့မကလည်းတက်စီလို့ထင်ကတက်ခါဈေးပေမစစ်ပဲနဲ့ဟိုတယ်မောင်းကိုင်းကမျက်လုံးမိကမှိန်းနေတဲ့ချိန်မှာသူကားကိုရက်ပလိုက်တယ်မကားဟိုတယ်ရောက်ပြီးထင်ခဲ့လို့မျက်လုံးအဖွင့်မှာသူ့ဆေးနဲ့အုပ်ထားတဲ့ဘဝကြောင့်မရဲ့မျက်ဝန်းစုံကအမောင်တီးဖြစ်သွားတော့သူကျင်းတဲ့ဆွာနဲ့ပြုံးလိုက်မိပါတယ်သူမကိုခိုးပြေးခဲ့တာပါမသတိလေလာချိန်မှာထွက်ပြေးဖို့ကြိုးစားလေသူ့ရဲ့ချိန်ချောင်းမှုကြောင့်မကအခုချိန်ထိသူ့ကိုမုန်းနေခဲ့တာမွေးလာတဲ့သမီးပေါ်မှာမုန်းနေတဲ့အထိပေါ့သမီးလေးကိုမွေးခဲ့တာလေမရဲ့ဆန္ဒမပါခဲ့ပါဘူးသူအတင်းချုပ်ချယ်ကထပ်မံချင်းချောက်ထားတာကြောင့်မှသူချင်းချောက်ထားတာကမနဲ့အတူနေခဲ့တာကိုဖုန်းနဲ့ရိုက်ပြီးတင်ထားကြောင်းပဲဖြစ်ပါတယ်မကသူ့ရဲ့ဂုံသိက္ခာကိုအင်တာနက်ပေါ်တင်မှာကြောက်လို့တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လေအခုအချိန်ထိအမောမပြေနိုင်သေးသလိုသူ့ဘက်ကလေမဘလောက်ပဲမမို့စကားနိုင်အောင်ပြောကွာရင်းခွင့်လုံးဝမပေးခဲ့တာပါမော်မာမီကိုစိတ်ဆိုးပြီးတော့အိမ်ကထွက်သွားပြီးမှဖုံးမေးကြံလို့ပြန်လာတော့မှအဲ့ဒီစကားတွေအားလုံးကိုအမှန်မထင်ကြားခဲ့တော့မော်တယောက်မမီထွက်သွားမှဒယ်ဒီဒါတွေကအမှန်လားယင်မော်ချစ်တဲ့ကိုပုံကမမီအချစ်ဦးကိုလူယူသွားတဲ့မိမရဲ့သားလားယင်ဒါကြောင့်မမီရဲ့သဘောမတူတာမလားတက်တက်ရောက်သမီးဖြစ်သူကိုတနာပေမဲ့တခုခုကိုဆုံးဖြတ်ရမိတာသမီးရဲ့အိုက်ကောင်လေးကိုမေးပလိုက်ပါဒယ်ဒီရဲ့မထင်မှတ်ထားတဲ့စကားကြောင့်မော်အံ့ဩသွားရင်ဘလို့ဒယ်ဒီဘာပြောတယ်ဒါဆိုရင်အမှန်တွေပေါ့ဟုတ်တယ်သမီးအမှန်ပါသမီးလက်လျှော့လိုက်ပါတော့ဟင်းဒယ်ဒီသမီးလက်မလျှော့ဘူးကိုပုံမော့ကိုမချစ်တာဒါတွေကြောင့်များလားမသိဘူးမော်သွားရှင်းပြမယ်အဲ့ဒီစကားကြောင့်ဒယ်ဒီရဲ့မျက်နှာနီလာကတော်စမ်းသမီးမမီမုန်းနေတဲ့သူကိုထပ်ပြီးပတ်သက်ချင်သေးလားမထင်မှတ်ထားပါဘူးမမီဘယ်တော့အခါမှမပေးဘူးတဲ့အရာတွေကိုမော်ငငယ်ကလေးက
အစအအရာလိုအပ်ဖြည့်ဆည်းပေးခဲ့တဲ့ဒေဒီကိုယ်တိုင်မော့ဘက်ပါမယ်ထင်ခဲ့တာအခုတော့မအော်စဘူးအော်နေခဲ့ပြီဒေဒီသမီးကိုစူတယ်ပေါ့လေဒေဒီကမာမီအမုံကိုခံနိုင်တယ်လို့သမီးလည်းမာမီရဲ့အမုံခံရတာပဲလေဒါပေမဲ့သမီးကိုဖုံးကိုချစ်တယ်မာမီဘလောက်မုံမှစီသမီးကတော့ပတ်သက်မှာပဲတော်တော့လို့ပြောနေတယ်လေမှော်ခိုက်ရိတ်မပတ်သက်နဲ့ဆိုမပတ်သက်နဲ့ဒေဒီဘာလို့ဒီလောက်တောင်ဒေါသထွက်နေတာလဲမာမီကိုကြွရှင်းရမှာကြောက်လို့လားသမီးဖြစ်သူရဲ့စကားကသူ့အရှိုက်ကိုထိခဲ့ပါပြီအဲ့ဒါနဲ့တူဒေါသဟာထိတ်ဆုံးရောက်လျက်ဘာကဲကွာဒီလောက်ပတ်သက်ချင်တစ်ဖက်လေသွားတဲ့ဘားကိုကိုင်းလျက်သားမော့မှအတန်ပိုကြီးလာကသူဒယ်ဒီကိုစူးစိုက်ကြည့်ရင်တလုံးချင်းပြန်အောင်မိတာကဒယ်ဒီမော်ခိုက်ရိတ်ဒီနေ့ကစပြီးလုံးဝအိမ်ပြင်မထွက်နဲ့အခန်းထဲသွားနေမော်ကလည်းပါးနာထားတာမမှတ်သေးနှုတ်ကမော်မနေဘူးလုံးဝမနေဘူးမုန်းနေဒယ်ဒီကိုလည်းမုန်းနေပြောရင်းနဲ့ငိုတန်ရောဆွတ်တယ်လို့ခြေလန်းတွေကအိမ်ပြင်ဘက်ကိုဥတီနေပါတယ်ဒါကဘယ်သွားမလို့လဲမှော်ခိုက်ရိတ်အခန်းထဲဝင်စမ်းဒယ်ဒီသူ့ပေါ်ပို့ဆိုးလာပြီးမို့မော်သူ့ရဲ့အခန်းထဲကိုဝင်လာရင်တကားလောပါချပစ်ခါဒယ်ဒီသမီးပေါ်တိတ်ရက်ဆက်တယ်ဂရေမော်ဘေးဆောင်ကွေးကငိုနေပါတယ်မော့ကိုအဲ့ရက်တရက်ပဲပိတ်မယ်ထင်ထားခဲ့တာတကယ်တော့ထမင်းစားချိန်ဒယ်ဒီကထမင်းဝင်ဖို့ကအခန်းပြင်တော့ခတ်ခဲ့ပါတယ်ထမင်းမစားရင်ဒယ်ဒီကအခန်းထဲဝင်ကရအောင်ကြွေးတယ်မမီကတော့မော့ကိုတခါမှလာမကြွေးခဲ့ပါဘူးဒယ်ဒီကလည်းမော့ကိုထမင်းကြွေးရင်နားချပေမဲ့မော်လုံးဝလက်မခံခဲ့ဘူးအခုဆိုမော့ကိုအခန်းပိတ်ထားခဲ့တာတလပင်ရှိပါပြီမော်ဒီနေ့တော့အကြံရကလက်တန်းပေါင်းမဆောင်နေကိုချီကအောက်ရအောင်ဆင်းခဲ့ကခြံအပေါင်းမတိတ်ဆိတ်ထွက်ခဲ့ပါတယ်အခုတော့ဘာတက်နိုင်သေးလဲငါတိတ်တော်တာပဲအရင်ကသာဒီအကြံရကြည့်ပါလားအခုတော့ကိုဖုံးကိုမတွေ့ရတာတလတောင်ရှိပြီလွမ်းလိုက်တာကိုဖုံးစီသွားဖြည့်ရှင်မှမော်တယောက်ချစ်ရသူစီသွားမှမို့အိမ်ထဲပိတ်မိတာတွေပင်ပြေပြောက်ခါစိတ်လက်ပေါ်ပါလို့သူကိုဖုံးကိုတွေ့လို့တင်ညာလမ်းလျှောက်လာပါတယ်တနေရာရောက်မှတော့ကိုဖုံးနဲ့မိန်းကလေးတယောက်ပြုံးပြုံးပျော်ပျော်နဲ့လက်တူကန်ကရှောက်လန်းနေတော့မော့ရဲ့မျက်ဝန်းစုံကပြူတော့မဲ့မိုးလိုပဲညိုကျသွားပါတယ်အဲ့ဒါကြောင့်စုံတွဲသွားရနောက်ကိုလိုက်ကြည့်ရင်တိုက်တလုံးပေါ်တက်သွားတော့မော်ကအနောက်ကတိတိစိတ်လိုက်တက်ခဲ့လိုက်ပါတယ်ခေါင်မိုးတက်ရဲ့အပေါ်ပြောင်ရှင်းနေတဲ့နေရာရောက်ကိုဖုံးရဲ့ဖုံးလာနေလို့မော်လည်းအမြန်ပြေးပုံးရပါတယ်ကိုဖုံးကတနေရာဖုံးပြောထွက်သွားတော့မှမော်ပုံးနေရာနေထွက်လာကအဲ့ဒီမိန်းကလေးစီကိုဦးတီလျက်နေကကိုဖုံးနဲ့ဘလို့ပတ်သက်တာလဲစကားတန်ရင်နဲ့မေးလိုက်တဲ့အတန်ကြောင့်လွန်လှဲကြည့်ရင်နဲ့ပြန်မေးမိပါတယ်ရှင်လွန်းကိုမေးနေရလားဒီမှာနေမဲရှိတာလေနင့်ကိုမေးငါဘသူ့ကိုမေးရမှာလဲပြီးတော့ငါနာမည်မှော်ခက်ရိတ်အော်ဟုတ်ပါပြီလွန်းကကိုကိုရဲ့ချစ်သူပါဘာနင်ကကိုဖုံးရဲ့ချစ်သူမဖြစ်နိုင်တာရှင်ဘာလို့လဲဒီကမော်ခက်ရိတ်ကလွန်းနဲ့အသက်တော်တူလောက်ပါတယ်ဒါနဲ့ဘာလို့လွန်းကကိုကိုရဲ့ချစ်သူမဖြစ်နိုင်တာလဲငါကိုဖုံးရဲ့ချစ်သူအစ်စ်မွတ်လို့လေရှင်မော်ပဲခေါ်မယ်နော်မော်ပြောတာလွန်းနားမလဲဘူးကိုကိုပြောတာလွန်းကကိုကိုရဲ့အချစ်ဦးအချစ်ဆုံးလက်တော်လက်ထက်တော့မှလေဘာမဟုတ်ဘူးနင်ငါချစ်တဲ့ကိုဖုံးလူမယူရဘူးငါပဲကိုဖုံးရဲ့အချစ်ကိုပိုင်ဆိုင်ခြင်းနေဒီကဘာမှာငါချစ်တဲ့ယောက်ျားကကိုဖုံးတယောက်တည်းမလို့ကိုဖုံးကမော်ခက်ရိတ်ဆိုတဲ့ငါ့ကိုပဲလက်ထက်ရမယ်မော်ရဲ့လွန်းလေကိုကိုလူမယူပါဘူးကိုကိုကလည်းမော်ကိုချစ်ခဲ့တာမှမဟုတ်တာလွန်းနဲ့ကိုကိုရဲ့မင်္ဂလာပွဲရလေနောက်တစ်ပတ်ဆိုစောင့်ပြီဘာလို့လွန်းတို့နှောက်ယှက်ချင်ရတာလဲမဟုတ်ဘူးကိုဖုံးငါ့ကိုမချစ်တာမဟုတ်ဘူးချစ်တယ်မချစ်ဘူးလို့ငါမကြားချင်ဘူးကိုဖုံးငါအချစ်ကိုညင်းတာကငါမမိကြောင့်ကိုဖုံးမိသားစုပြုတ်ဝဲခဲ့ရလို့ငါ့ကိုချစ်ရတာနဲ့မချစ်ဘူးဟန်ဆောင်ပြီးနင့်လိုဘာမဟုတ်တဲ့မိန်းမကိုလက်ထပ်ပြီးငါအချစ်ကိုရှောက်ပြေးကျင်ခဲ့တာရှင်မော်ပြောတာကိုကိုကလုံးဝမချစ်ပဲနဲ့လက်ထပ်မှာတကယ်ကြီးလားဟုတ်တယ်နင်သဘောပေါက်လေသားပဲဒါဆိုရင်နင်နောက်ဆုတ်လိုက်တော့ရှင်လွန်အဲ့ဒီအချိန်မှာဖုံးထက်အောင်ရောက်လာကမေပြုံးပြုံးနေတဲ့မှော်ဆိုတဲ့မင်းကလေးနဲ့မျက်နှာစုပ်ပုတ်ကငိုမမဲဖြစ်နေတဲ့ချီရသူလွန်ကိုတွေးလိုက်ရတာကြောင့်လွန်ဘာဖြစ်နေရလဲမျက်နှာလေးစုပ်ပုတ်ဖြစ်နေတဲ့လွန်ကဒီမှာကိုသူပြောတာကကိုကလွန်ကိုမချစ်ဘဲနဲ့လက်ထပ်ချင်တာတဲ့ဘာလို့လဲဆိုတော့သူ့မိသားစုကြောင့်ကိုမိသားစုပြုတ်ကွဲခဲ့ရလို့ကိုကသူ့ကိုချစ်ရတာနဲ့မချစ်ဟန်ဆောင်ခဲ့တာတဲ့အဲ့ဒါကိုလွန်ကိုအမှန်တိုင်းရှင်ဟင်ဒါတွေပြောတာအမှန်လားမော်ခက်ရဲ့မော်ကတော့လက်ကလေးပိုက်ခါယုံကြည်မှုအပြည့်နဲ့ပင်ကိုဖုံးကိုကြည့်ကဟုတ်တယ်ကိုဖုံးမော်ကိုမလွမ်းဘူးလားယင်မော်ကတော့ကိုဖုံးနေတိုင်းလွမ်းတယ်တိလားအဲ့တော့အမှန်တရားကိုပြောလိုက်လေကိုဖုံးအဲ့ဒါအမှန်တွေလားယင်ကိုမဟုတ်ဘူးလွန်သူပြောနေတာအမှန်တွေမဟုတ်ဘူးသူကိုတို့ကိုတွေးခွဲနေတာကိုကဘာလို့သူ့ကိုလွမ်းရမှာလဲဒီမှာမော်ခက်ရဲ့
မင်းယူနေလားငါမိဘကိစ္စကိုကံကြမ္မာတတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်လို့ယူဆပြီးသားဒါနဲ့မင်းပြောမှသိတယ်မင်းကငါမမီနဲ့ဒယ်ဒီပျက်စီးသွားတဲ့အထိလောက်ခဲ့တဲ့မိမရဲ့သမီးလားဒါတွေကိုတော့ငါမသိခဲ့သလိုစိတ်ဝင်စားခဲ့ဘူးဒါပေမဲ့မင်းပြောတဲ့မင်းကိုချစ်ရတာနဲ့မချစ်ဘူးထင်နေဆိုတာကမင်းရဲ့စိတ်ကိုရင်တက်တက်ပဲလေပြီးတော့မှော့ခက်ရဲ့ငါမိဘတွေအဖြစ်ပြက်ကြောင့်လူတွေပြန်ရှာပြီးလက်စားချေဖို့စိတ်ကူးမရှိခဲ့သလိုမင်းကိုလည်းငါညမလေးတယောက်လိုပဲသဘောထားခဲ့တာဒါကိုမင်းသဘောပေါက်လိုက်စမ်းပါမဟုတ်ဘူးကိုပုံးမို့ကိုချစ်ရတာနဲ့လိမ့်နေတာတော်လိုက်စမ်းမင်းငါချစ်ကိုရဖို့မမျှော်လင့်နဲ့ငါချစ်တာလွန်းဆိုတဲ့မိန်းကလေးတယောက်ပဲရှိခဲ့တာတနေ့မင်းကိုချစ်တဲ့သူကိုတွေးမှာပါမှော့ခတ်ရဲဆိုပြီးလွန်းရဲ့လက်ကလေးကိုတနေ့စုပ်ကင်ထားလိုက်ပါတယ်တကယ်လဲဖုံးကလွန်းဆိုတဲ့မိန်းကလေးကိုဖះပေါ်မှာခိုးစားကျွေးနေတဲ့ပုံရိပ်ကဆွဲထင်းပြီးတိတ်တကိုချစ်နေခဲ့မိတာပါမမီကိုဖွင့်ပြတော့မမီရဲ့ဒယ်ရီကိုတွေ့ကမိန်းကလေးတယောက်နဲ့သားကိုလက်ထပ်ပေးမဲ့ကြောင်းတိုင်ပင်ပါတယ်ဒါကလေလင်မယားနှစ်ယောက်ကြံပေါင်းမှုမဟုတ်ပေမမီကသားရဲ့ရှေ့ရေးအတွက်သားချစ်နေတဲ့မိန်းကလေးကသားဖခင်ရဲ့မိတ်ဆွေဖြစ်နေတဲ့အပြင်သားရဲ့အိမ်တော်ရေးကိုတော့ဖခင်ကိုပါစေချင်လို့သာသူချစ်နေတဲ့မိန်းကလေးကိုတောင်းရမ်းပြီးတော့လွန်းရဲ့မိဘတွေကလည်းသဘောတူခဲ့သလိုလွန်းကိုလည်းသူဖွင့်ပြောခဲ့ပါတယ်ချစ်သူတက်တန်းကအခုရက်မရခဲ့သလိုနောက်တစ်ပတ်မှလက်ထပ်တော့မှာပဲဖြစ်ပါတယ်မောဆိုတဲ့မိန်းကလေးကိုတော့သူညီမလေးတယောက်လိုသာခင်ခဲ့တာပါသူ့ဖြည့်ရှင်ချက်ကြောင့်ချစ်ရသူလွန်းကကျေနပ်ပေမဲ့မောဆိုတဲ့မိန်းကလေးကနောက်ဆုံးရင်စကားတန်ကအကျဲကြီးမကျဲသလိုမတိုးလေးမတိုးတဲ့လေတံနဲ့ငိုတန်ရောစွတ်ခါဘာလို့လဲမော့ဘာလို့မချစ်ကြတာလဲမမီကလည်းမချစ်ဘူးမော့ချစ်မိတဲ့သူကလည်းမော့ကိုမချစ်ဘူးကိုဖုံးအချစ်ကိုပိုင်ဆိုင်ထားတဲ့လွန်နင့်ကိုမုန်းနေကိုဖုံးကိုလည်းမုန်းနေပြောပြီးတော့နောက်ဆုံးရင်တိုက်ရဲ့အစုံကိုရှောက်သွားတော့လုံးဝလည်းမော့ကိုကြည့်နေသူမို့ကိုဟိုမှာမော့ကတိုက်ဆိုးမဲ့ရှောက်သွားနေပြီဟေး तू ကလုံးရဲ့လက်ကိုစုပ်ကန်ကလွန်းကိုသာကြည့်နေတော့လွန်းပြောမှတတိယကဟေးမော့ခက်ရဲ့ဒါပါလောက်တာလေပြန်လာခဲ့အန်ရရှိတယ်ပြောရင်းနဲ့ကိုဖုံးနဲ့အတူလွန်းဆိုတဲ့မိန်းမကမော့စီလာနေပါတယ်မလာနဲ့တော့လာရင်ခုံချပြစ်မှာအဲ့ဒီအချိန်အလောတကြီးပြေးလာတဲ့မော့ရဲ့ဒယ်ဒီသမီးလေးဒယ်ဒီစီလာပါသမီးကိုချစ်တာဒယ်ဒီတယောက်လုံးရှိပါတယ်ဒယ်ဒီစီကိုလာခဲ့ပါမော်တယောက်ငိုတန်ကြီးနဲ့ဟင်းမလာနဲ့ဒယ်ဒီကလည်းချစ်တယ်လို့နဲ့မော်ချစ်တဲ့သူကိုတော့ပိုင်ဆိုင်ဖို့မကူညီနိုင်ဘူးအဲ့ဒီအတွက်မော်ကလူတွေအားလုံးအတွက်အချစ်ခံမရတဲ့အမုန်းခံလူသားတယောက်ပဲလောကမှာအသက်ရှင်နေလို့ဘာထူးမှလဲဟင်းမော်နောက်ဘဝကြရင်သာဒီလိုဘဝမျိုးနဲ့မမွေးဖွားလာရပါစေနဲ့လို့ဆုတောင်းပါတယ်သမီးမလုံးနဲ့ဆိုတဲ့စကားကနောက်ကျသွားခဲ့ပါပြီသူသမီးပေါ်မှားခဲ့တာကြောင့်သမီးပြောက်သွားမှန်းသိတာနဲ့သမီးဖုန်းရဲ့ GPS ကိုရှာပြီးလိုက်ခဲ့တာကောင်လေးရဲ့စကားကိုအားလုံးကြားခဲ့တော့သူဘာတက်နိုင်မှာလဲအခုတော့အရာအားလုံးကနောက်ကျခဲ့သလိုသမီးဖြစ်သူကပါသူ့ကိုပုံမုန်းသွားခဲ့ပြီးဖုန်းနဲ့လုံးတော့ချစ်သူနှစ်ယောက်လေမော်တကယ်ခုံချမယ်မထင်ခဲ့မိလို့အံ့ဩနေခဲ့သလိုတနာနေခဲ့မိပါတယ်အဲ့ဒါနဲ့တူမော်ပြုတ်ကျသွားတာကိုအပြူပြဲမျက်ဝန်းနဲ့လာကြည့်နေတဲ့နောက်ထပ်မျက်ဝန်းတစ်စုံကဆက်ဆိုတဲ့မော်ရဲ့မမီဆက်ဟာသူ့ခင်မို့သမီးအခန်းဝင်ကြည့်ပြီးတော့ရုတ်တရက်ကားမောင်းထွက်တော့ဆက်ပါလိုက်လာခဲ့တာသမီးဖြစ်သူရဲ့အမုန်းစကားတွေကြားနေခဲ့ပေမဲ့ကြက်တွေတည်နေခဲ့မိပါတယ်မုန်းတဲ့လူကိုလက်ထပ်ရလို့သမီးကိုပါမုန်းခဲ့မိတဲ့အာတာတွေကဖုံးလွှမ်းခဲ့တယ်အခုသမီးပြုတ်ကြမှအလံတကြားပြေးလာကြည့်မိတဲ့အခါသမီးအတွက်မကြဘူးတဲ့မျက်ရည်စက်တွေဟာတပေါက်ပေါက်ကြလျက်နှုတ်မှလည်းဘလို့အင်အားမျိုးနဲ့သမီးဆိုတဲ့မျက်နှိုးကျင်နာမှုအပြည့်ရှိတဲ့စကားတစ်ခွန်းတော့ဖွင့်ရနိုင်စွမ်းမရှိတဲ့ဆက်ဆိုတဲ့မိမရဲ့နောင်နာတရားကပြန်လဲပြုပြင်လို့ပင်နောက်ဆုတ်လို့မရတော့ပါဘူးလေးဟာပြင်မော်ဝဲပြန်နေလျက်ရှိတဲ့မော်ကမြုပ်ဝန်းအစုံမှိတ်ထားတာမို့သူ့ရဲ့မမီသူ့အတွက်မျက်ရည်ကျနေတာကိုမမြင်ခဲ့တော့ပါဘူးအဲ့ဒါနဲ့တူမော်ရဲ့စိတ်အာရုံမှာနောင်ဘွားဆိုတာရှိခဲ့ရင်မိခင်ရဲ့အမုန်းတွေနဲ့ရှင်သန်လာတဲ့ဘဝမျိုးနဲ့ပထမဆုံးချစ်ခဲ့မိတဲ့ယောက်ျားတစ်ယောက်ကိုလွမ်းရတဲ့ဘဝမျိုးမတွေ့ကြုံရပါစေနဲ့ဆိုတဲ့ဆန္ဒလေးကကင်းရောင်းကမျက်ဝန်းမှမျက်ရည်စက်တွေကတက်တည်ပြူလျက်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဧပြီမီရေးသားထားတဲ့အမုန်းမြတ်ဝန်းမှလွမ်းရည်ဝေးဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ငိမ့်အော်ဒီဘို channel ကိုနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။